ဖြစ်တဲ့ Zoom အချိန် join နိုင်ခြင်းနော်ဟုတ်ကဲ့ဒေါ อื က်တာ ม မနိုင်လီဇာဆိုတာဒေါက်တာကျော်ကိုဖိတ်ခေါ်ပါတယ်ရှင် အားလုံးမင်္ဂလာပါယေရှုနာမနဲ့အားလုံးကိုနှုတ်ခွန်းဆက်ပါတယ်ဖျားတင်ကောင်းချီးပေးပါစေလို့ဒီည အာ တော့ မင် နှုတ်ဆုံးညဆိုတော့မနေ့ကကျွန်တော်တို့gospel gospel ပေါ့နော်တရင်ကောင်းလေးခုအထိကျွန်တော်တို့ပြီးပြီဒီညတော့the book of Acts နဲ့Paul Apostle of Paul နဲ့ဗေဒကျမ်းကိုနည်းနည်းလေးကြည့်မယ်ကြည့်ပြီးမှdispensation ပေါ့နော်ဖျားသခင်ရဲ့သတ်မှတ်ထားတဲ့အချိန်ကာလနော်ဘယ်တော့ကပ္ပစတင်ခဲ့တယ်လဲဘယ်အချိန်မှာကပ္ပဘယ်ကြည့်ပြီးဆုံးခဲ့မလဲအဲ့ဒီအခက်ကာလနဲ့အချိန်ကာလပေါ့နော် periods and time ပေါ့နော်အဲ့လိုလေးကိုကျွန်တော်တို့ကသုံးဓမ္မကျမ်းစာနဲ့ကျွန်တော်တိဖို့လို့တယ်တချို့လူတွေကပြောတယ်လေခမေတော်ခက်သားတော်ခက်ဥညင်တော်ခက်တဲ့အဲ့ဒါကျမ်းစာမှာဆရာအခုချိန်ထိကျမ်းစာ73နှစ်14နှစ်တင်တာတခါမှမတွေ့ဘူးကျမ်းစာမှာနော်ခမေတော်ခက်သားတော်ခက်ဥညင်တော်ခက်ဆိုတာကျမ်းစာမှာတခါမှမတွေ့ဘူးဖက်လည်းမဖက်ဘူးကျမ်းစာမှာတော့အချိန်ကာလနဲ့3ပိုင်းခွဲခြားထားတယ်ခက်ကာလနဲ့9ခုရှိတယ်နော်အချိန်ကာလနဲ့ခက်ကာလမတူဘူးနော်အဲ့ဒါလေးတွေကိုဒီညမှာကြည့်မှာဖြစ်ပါတယ်လို့ဆိုတော့screen share လေးနဲ့တစ်ချက်လောက်ပြန်တွက်ကြည့်ရအောင်ပေါ့နော် screen share လေးနဲ့ကျွန်တော်တို့ပြန်တွက်မယ်မြင်နာနေနော်ဟုတ်ပြီမနေ့ကကျွန်တော်တို့ကျမ်းပိုက်လေးတွေကိုအားလုံးဖက်ခန့်တာရှိတယ်ဖက်ခန့်နေဆိုတာကတည်းကကျွန်တော်တို့ပြန်ကြည့်မယ်ဆိုတော့ဟေဘေကျမ်းမှာAD 69နဲ့69မှာရေးထားတယ်သူ့ရဲ့ကျမ်းချက်ကတော့အခန်းကြီး2အငယ်3ဖြစ်တယ်ဒီလောက်မြင့်မြတ်တဲ့ကေတင်ချင်းတရားကိုကျွန်တော်တို့ကမဟုတ်ဘဲနဲ့လက်ခံမဲ့တဲ့မထင်မဲ့မလဲမစားလို့နေမယ်ဆိုတော့ဖယားသခင်ရဲ့ဒဏ်ခတ်ခြင်းကိုခံရမယ်ဆိုတဲ့ဟာမျိုးပေါ့နော်အဲ့လိုပဲဂျုဆိုတဲ့ဝရစာဆောင်ယောဟန်တို့ရှင်ယောဟန်တို့နော်ပထမစာဆောင်ဒုတိယစာဆောင်တတိယစာဆောင်မှာသူတို့ကအရန်အကြီးကြီးတဲ့အပိုက်လေးတွေကိုနော်ဒီမှာဘေးနားမှာချက်ထားပေးလိုက်တယ်နော်အဲ့ဒါလေးတွေကို29အောက်လုံးဆရာမတို့ကိုဖတ်ဆက်ခြင်းပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့အရှင်မတဲကိုဖတ်တဲ့အခါမှာရှင်မတဲကအဓိကတော့ချက်ကပါလဲဘောနော်အဲ့လိုမျိုးတွေကျွန်တော်တို့နားလည်ဖို့ရှင်ယောဟန်ကိုဖတ်တဲ့အခါမှာရှင်ယောဟန်ရဲ့အဓိကတော့ချက်ကပါလဲဆိုတာကိုကျွန်တော်တို့နားလည်ဖို့အဲ့လိုပဲဗျာဒိတ်ချမ်းကိုဖတ်တဲ့အခါမှာအဓိကတော့ချက်ကပါလဲဆိုတာကိုကျွန်တော်တို့နားလည်ဖို့လိုတယ်နောက်ဆုံးပဲတဲ့ချမ်းမှာပြောထားတာကတော့အခန်းကြီး1အငယ်19နဲ့20ဖတ်တဲ့အခါမှာနော်လွင်ခဲ့ပြီးတော့အချိန်ကာလကဖြစ်နဲ့ဇနဲ့ဇခင်ကာလမှာဖြစ်ပေါ်နေတဲ့အချိန်ကာလနဲ့နောင်လာတဲ့မှာဖြစ်ပေါ်လာမယ့်အရာတွေအလုံးကိုရည်ပါလို့ပြောထားတဲ့အတွက်ကြောင့်ဓမ္မကျမ်းစာအောက်ဗျာဒိတ်ကျမ်းပြီးတာနဲ့ဘုရားသခင်ရဲ့prophet ပြုခြင်းဘုရားသခင်ရဲ့ရစ်ပရောဟိတ်နဲ့စကားပြောခြင်းဒီအကုန်လုံးပိတ်ထားပြီနော်အဲ့ဒါကြောင့်ဓမ္မကျမ်းစာမှာရှိတဲ့အရာအလုံးဒီနဲ့အယုံကြည်သူသားသမီးအယုတ်ရှိတဲ့အတွက်လုံလောက်သောဓမ္မကျမ်းစာဖြစ်တယ်နော်တချို့လူတွေကပြောတယ် charismatic တွေကနော်proper gospel တွေကပါပြောလဲကျမ်းစာထဲမှာမရေးထားတဲ့အရာတွေအများကြီးရှိတယ်တဲ့နော်ဝိညာဉ်တော်ရဲ့အလောက်ပုံဝိညာဉ်တော်ရဲ့အလောက်ရှိပုံတွေတကူ power တွေကဝိညာဉ် spirit the power of spirit တွေကကျမ်းစာမှာမပါတဲ့ဟာအများကြီးရှိတယ်တဲ့မလူအဲ့လို့ကျမ်းစာမှာမရေးထားတာဖြစ်တယ်ကျမ်းစာမှာရေးထားတဲ့အရာမှန်တည်းဒီကျွန်တော်တို့ယုံကြည်သူသားသမီးအယုတ်ရှိတဲ့အတွက်လုံလောက်တဲ့အရာဖြစ်တယ်အဲ့ဒါကြောင့်နောက်ဆုံးပြတဲ့ချက်အခန်းကြီး20အငယ်ရှိမှာဗာပြောလဲဒီကျမ်းစာအောက်မှာရှိတယ်မြတ်ဒီ prophet ပြုတ်ထားတဲ့စာအောက်မှာရှိစာလုံးစကလုံးကအစနော်ဘသူကမှနှုတ်လို့လည်းမရတော့ဘူးဘသူကမှထက်ထက်လို့လည်းမရတော့ဘူးဒီကျမ်းချက်အတန်းပဲနှုတ်တဲ့လူထက်တဲ့လူရှိရင်ဒီကျမ်းစာအုပ်မှာရှိတဲ့ကျင့်ချင်းအမင်္ဂလာကိုသူ့အပေါ်မှာကျရောက်ပါစေတဲ့ပြောထားတယ်ဒီကဓမ္မကျမ်းစာရဲ့ကျင့်ချင်းဆိုတာကပါလေထာဝရငရေပဲထာဝရတည်ခြင်းဘုရားသခင်နဲ့အမေထာဝရကိုယ်ကိုချင်းတည်ခြင်းတရားကိုဒီကျမ်းစာကဆုလို့ချင်းဖြစ်တယ်နော်ကျင့်ချင်းဆိုတာကနော်ဓမ္မကျမ်းစာရဲ့ကျင့်ချင်းဆိုတာကအဲ့ဒါထာဝရငရေဘုရားသခင်နဲ့ထာဝရကင်းကိုချင်းတဲ့ချင်းတရားကိုဆိုလိုချင်းဖြစ်တယ်ဆိုတာကိုဒီကအနေငယ်မှာစကားနဲ့ပြောပြချင်ပါတယ်ဆိုတော့ကျွန်တော်တို့ကNew Testament
စာအုပ်ထဲမှာကျွန်တော်တို့ပြန် review လုပ်ပြီးပြီဆိုတော့ကျွန်တော်တို့ကthe book of Acts နော်သတင်းကောင်းတွေကိုတည်ထား the book of Acts ကကျွန်တော်တို့ခရစ်ယာန်တွေဘယ်လိုစတင်ခဲ့တယ်လဲဘောနော်ပြီးတော့ New Testament ကဘယ်လိုစတင်ခဲ့တယ်လဲဆိုတဲ့ဟာကိုအဓိကဖော်ပြတာဖြစ်တယ်ဆိုတော့တမန်တော်အခုထဲမှာကျွန်တော်တို့ဖတ်တဲ့အခါမှာဘာကိုတွေ့လဲဆိုတော့တမန်တော်အခန်းကြီးရှင်ပေါလုနဲ့ဘာနဘတ်တို့နော်ပေတရုတို့တရားဟောတယ်တွားတယ်အမျိုးမျိုးအနေနဲ့အထမှာတွားတယ်အဲ့လိုမျိုးအိုက်ကုန်းနဲ့နော်ဘတ်နဲ့ဆောလူနဲ့တွားတယ်အမေတန်စပါရတ်တွားတယ်ပါစီဒရမ်တွားတယ်နော်အိုက်ကုနုတွားတယ်အဖက်ဆာတွားတယ်အန်တော့တွားတယ်အဲ့ဒီအန်တော့မြို့ကိုရောက်လာတဲ့အချိန်မှာတမန်တော်အခန်းကြီးစေလေအငယ်20ကနေစတင်တယ်နော်အဲ့ဒီမှာသူတို့ကိုဘာပြောလဲဆိုတော့အဲ့ဒီအန်တော့မြို့ရောက်တဲ့အချိန်မှာသူတို့ရဲ့နေပုံထိုင်ပုံသူတို့ရဲ့အဆုတောင်းပုံသူတို့ရဲ့တယောက်နဲ့တယောက်ချစ်ချင်မတမ်းမြတ်ပုံနော်အခန်းကြီးတမန်တော်အခန်းကြီး2ကလေးကယုံကြည်သူသားသမီးတွေဟာတလုံးတဝအတီတအိမ်ထဲမှာနေပြီးထိုင်ပြီးတော့သူတို့ရှိသမျှတွေကိုအားလုံးပစ္စည်းတွေကိုရောင်းပြီးတော့အတူတကွစားတယ်အတူတကွတောက်တယ်အတူတကွအိုက်တယ်တအိမ်ထဲမှာဖျားကိုချီးမွမ်းပြီးတော့တအိမ်ထဲမှာဖျားသခင်ရဲ့ချစ်ချစ်မတ်တာကိုဝယ်မြပြီးတော့အဲ့လိုလည်းပဲကျွန်တော်သူတို့ကအသက်ရှင်လာတယ်အဲ့လိုလည်းပဲဘိုးမသိခဲ့ဘူးတဲ့လူတွေအားလုံးပေါ့နော်အရှိအနောက်တော်မြောက်ကလာတဲ့လူတွေအားလုံးဟာယေရှုခရစ်တော်နဲ့တပတ်တလုံးတဝတိဖြစ်တယ်ဆိုပြီးတော့သူတို့ခံစားရတဲ့သူတို့ရရှိထားတဲ့ဝိညာဉ်တော်ဟာတပါတိဖြစ်တယ်ဘုရားသခင်ထံမှလာတော့ဝိညာဉ်တော်ဘုရားကြောင့်နော်အကုန်လုံးကတလုံးတဝတိဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီယုံကြည်သူတွေရဲ့နေပုံထံပုံတွားပုံပြောပုံစုပုံတွားပုံလာပုံနေပုံထံပုံကအစအကုန်လုံးကိုသူတို့ကိုကြည့်တဲ့ချိန်မှာဒီလူတွေကခရစ်ယာန်ဒီလူတွေကခရစ်တော်နောက်လဲတဲ့လူတွေပဲလို့သူတို့ကပြောထားတယ်ကျမ်းစာမှာခရစ်ယာန်ဆိုတာကသုံးခါပဲပါတယ်နော်ခရစ်ယာန်ဆိုတာသုံးခါပဲပါတယ်အဲ့ဒီအန်တော့မြို့မှာပထမဆုံးခရစ်ယာန်လို့ခေါ်တယ်နောက်ပြီးတော့ဘယ်မှာတွေ့ခဲ့လဲဆိုတော့တမန်တော်အငယ်26မှာလဲတွေ့ခဲ့တယ်နော်အဲ့ဒီမှာဖတ်မယ်တမန်တော်အငယ်ခန်းကြီး26အငယ်8ဆရာယောဟန်ပဲဖတ်မယ်ထင်တယ်ဆရာယောဟန်အခန်းတမန်တော်အခန်းကြီး26နဲ့အခန်းကြီး26အငယ်28ကိုဖတ်ပေးပါကျေးဇူးပြုပြီးတော့တမန်တော်ဝတ္ထုအခန်းကြီး17အငယ်26နဲ့တမန်တော်ဝတ္ထုပဲအခန်းကြီး26အငယ်28ဘသူတွေ့လဲတွေ့တယ်လို့ဖတ်ပေးပါရတယ်ဟုတ်ကဲ့ဆရာကျွန်တော်ဖတ်မယ်နော်ဟုတ်ကဲ့တမန်တော်ဝတ္ထုအခန်းကြီး17အငယ်26ဟုတ်တယ်နော်ဆရာနော်ဟုတ်တယ်အငယ်26ဟုတ်တယ်အငယ်26ထိုသူတို့သည်တနက်ပတ်လုံးထိုတင့်တော်နှင့်သူစည်းဝေး၍လူများပေါင်းတို့အားဆုံးမဩဝါဒပေးကြ၏တပည့်တော်တို့သည်လည်းခရိယန်ဟူသောခေါ်သမုတ်ချင်းကိုအန်တီအိုမြို့၌အူခံရကြ၏အခန်းကြီး26အငယ်28အခန်းကြီး26အငယ်28ဟုတ်ကဲ့အထရိဘွားမင်းကလည်းတင်းဒီဖျားယောင်တွေ့ဆောင်တော်အဖြစ်ငါသည်ခရိယန်ဖြစ်လူပြီဟုပေါလုအားပြောဆိုလျင်ပြီးတော့ရှင်ပေတရုပထမစာဆောင်အခန်းကြီးလေရှင်ပေတရုပထမစာဆောင်အခန်းကြီးလေအငယ်က16ထင်တယ်အငယ်16ရှင်ပေတရုပထမစာဆောင်အခန်းကြီးလေအငယ်16ဆရာကျွန်တော်ဖတ်လို့ရမှာဆရာရတယ်တွေ့တယ်လို့ဖတ်ခရိယန်ဖြစ်သောကြောင့်ခံရလိမ့်မူကား
ชัดเจ้าเช่นมาชีเซเนโทอมูเจ้าขันยาเลียนพระตะกินกงดอกกูชิมวันเส อาเมนကျွန်တော်တို့ကျမ်းစာတအုပ်လုံးကိုဖတ်တဲ့အခါမှာဓမ္မအဲ့ဒီ the book of Acts ဆိုတဲ့ဓမ္မဓမ္မတော်ဝတ္ထုကနဲ့ခရိယန်ဆိုတာစတင်တယ်အဲ့ဒီခရိယန်စတင်ကြတဲ့ကဓမ္မကျမ်းတစ်ဆိုတာပေါ်လာတယ်နော်ဆရာပြောတဲ့အတိုင်းပဲရှင်မသေမကလုတ်ယောဟန်ကိုဖတ်တာနဲ့ဒီဟာကအကုန်လုံးဓမ္မကျမ်းတစ်ဖြစ်တယ်ဆိုတာစိတ်ထဲမှာမထားနဲ့အဲ့ဒီဓမ္မကျမ်းတစ်အစကိုစတင်ပြုထောင်တာဖြစ်တယ်ခရစ်တော်တဲ့ချင်းကနဲ့ရှင်ပြန်ထားပြုပြီးမှအသင်းတော်တိုက်ထောင်ပြီးတော့ဝိညာဉ်တော်ကိုဆင့်သက်လာပြီးတော့ Pentecost နဲ့25ကနဲ့နော်တမန်တော်တွေကအသင်းတော်တည်ထောင်ဖို့ရန်စတင်လာတဲ့ missionary ထွက်လာတဲ့ကာလစပြီးတော့ New Testament ဆိုတာနော် New Testament ဆိုတာကဓမ္မကျမ်းတစ်ဆိုတာကအတိတ်တော်အကတိပြုခြင်းအတိတ်တော်အတိတ်စာပြုခြင်းဆိုတာကအသွေးတော်အဖြစ်တန်ဖြစ်တဲ့အတွက်ကြောင့်ယေရှုခရစ်တော်အသွေးမထွက်မချင်းဓမ္မကျမ်းတစ်တော်ဆိုတာနော် Testament ဆိုတာနော် New Testament ဆိုတာဓမ္မကျမ်းတစ်တော်ပဲပြောမယ်နော်အဲ့ဒါလုံးဝမဆတဲ့ဘူးဆိုတာကိုလည်းအတပြောခြင်းနဲ့အဲ့ဒါကြောင့်ခုနပြောသလိုအန်တက်မြို့ကြမှာသူတို့ကခရိယန်ဖြစ်ခွင့်ကိုရပြီးတော့သူတို့အသွားပုံလာပုံလှောက်ရှားပုံနော်စားပုံတောက်ပုံသူတို့ချစ်မတော်ဝေမြပုံကိုလူတွေကကြည့်တဲ့ချိန်မှာအော်ဒီလူကခရိယန်ပဲဒီလူတွေကခရိယန်တော့ပဲလေပဲလို့ပထမဆုံးသူတို့ကပြောတယ်ဓမ္မတော်အခါကြီးစစ်တယ်မှာပြီးမှရှင်ပေါလုကတတ်တဲ့ခါနဲ့ယေရှုခရစ်တော်ဖခင်သခင်ရဲ့သားတော်ဖြစ်တယ်နော်သူကကယ်တင်ရှင်ဖခင်ဖြစ်တယ်သူကတော့မဆိုင်ယဖြစ်တယ်ဖခင်သခင်ကဤလောကမှာဆေလွတ်ပြီးတော့အပြစ်သားများကိုကယ်တင်ဖို့ရန်ဆေလွတ်တာတကယ်မဆိုင်ယဖြစ်တယ်နော်ယေရှုခရစ်တော်ဟာဖခင်သခင်ကပြစ်တိုက်ခြင်းကိုခံရတော့တာတော်ဖြစ်တယ်ဆိုတာကိုရှင်ပေါလုကဖော်ပြထားတယ်။အိုးခက်ကအာဗြဟံခက်ကယာကုပ်ခက်ကမောရှိခက်ကနော်ဖခင်သခင်ရဲ့အကြောင်းနဲ့အိုးဟေရှာယတော့မာလခိတော့prophet တွေကဂျူပြီးတော့ hawking ထားတဲ့သူဟာဣသရေလလူမျိုးတွေကတင်ရမယ်ဘုရင်ဟာအဲ့ဒီယေရှုခရစ်တော်ပဲဖြစ်တယ်ဆိုတာကိုရှင်ပေါလုကပြောတဲ့ချိန်မှာအဲ့ဒီချိန်ကရှင်ပေါလုကပါလဲအချောက်ထဲမှာကြားတယ်နော် Roman Empire တွေကစစ်တပ်တွေကဖမ်းပြီးမှအချောက်ထဲမှာထားလိုက်တယ်အဲ့ဒီချိန်မှာရှင်ပေါလုကိုတရားသူကြီးရုံးမှာခေါ်ထားလိုက်တယ်နော်အဲ့ဒီတရားသူကြီးရုံးမှာခေါ်ထားပြီးတော့လူတွေကသူ့ကိုပါလဲအထက်လူကြီးတွေကသူ့ကိုတရားရှိရင်တဲ့ချိန်ဖြစ်တယ်အဲ့ဒီချိန်မှာရှင်ပေါလုရဲ့ပြောပုံစုပုံကနော်ပါလဲနုငတ်တင်မွေ့ပြီးမှနော်သူကိုနေချပြီးမှယေရှုခရစ်တော်ဘုရားကတင်ရှင်ဖြစ်ရတဲ့အကြောင်းနော်ဓမ္မဟောင်းကနဲ့ဓမ္မတိဖြစ်လာတဲ့အချိန်ရှင်ပေါလုကဖိလဲနဲ့သူကစကားပြောတယ်နော်လုံးဝသူစိတ်မရှူဘူးနော်လုံးဝသူကအတန်လေးမကျေဘူးနော်သူကနေချပြီးမှယေရှုခရစ်တော်ဘုရားအကြောင်းကိုသူကရှင်းပြလာတဲ့ချိန်မှာအဲ့ဒီမှာနော်လူကြီးတယောက်ပေါ့နော်တခင်ဘုရင်လူပြောမှာပေါ့ဣသရေလလူမျိုးကောက်ချောအဂရိပါတရားသူကြီး6ပေါ့နော်အဂရိပါကဘာပြောလဲရှင်ပေါလုရဲ့စကားပြောပုံနဲ့ပုံထမ်းပုံနော်သူများတကာမှာသူများရှိမှာသူကနှိမ့်ချပုံရှင်ပေါလုရဲ့အတ္တကိုအဂရိပါကကြည့်တဲ့အချိန်မှာရှင်ပေါလုကစီဇန်လက်အောက်မှာပညာတော်သင် PhD ပေါ့နော်ဓမ္မကျမ်းဟောင်းကိုလည်းအကုန်လုံးတည်တယ် Egypt Greek တို့ Roman တို့ရဲ့ရင်ကျဲမှုတွေနော်စာတွေအကုန်လုံးတတ်တယ်ဒီလောက်ပညာမြင့်တဲ့လူတယောက်ကနော်ဒီလောက်အရှင်းမဲ့တဲ့လူတယောက်ကသူများအစီမှာဘလို့နှိမ့်ချက်ခဲ့တယ်လဲဆိုတာသူအတ္တကိုကြည့်ရတဲ့ချိန်မှာတရားသူကြီးကဘာပြောလဲရှင်ပေါလုစကားပြောပုံရဆိုတော့ငါတော်မခရိယန်ဝန်ခံနေပဲဖြစ်တယ်တဲ့ဘုရားတင်တာရုပ်ပုံကြည့်ပါစေအဲ့ဒါကြောင့်ခရိယန်ဆိုတာဟာနာမည်ခံခရိယန်မဟုတ်ဘူးသူတို့ကတကယ်ခရိယန်ပဲဖြစ်တယ်အဲ့ဒါကြောင့်သူတို့ရဲ့ပြောပုံစုပုံသွားပုံလာပုံလှောက်ရှားပုံနေပုံထံပုံကအစသူတို့ကိုကြည့်တဲ့ချိန်မှာယေရှုခရစ်တော်နောက်လိုက်ပဲသူတို့ကတခါမှလည်းဂျာနဲ့မဖြစ်ဘူးမကောင်းတဲ့စကားလည်းမပြောဘူးနော်တယောက်နဲ့တယောက်လည်းဒီလူဘဝဖန်တာလည်းမရှိဘူးနော်ဘလောက်ပဲများဘလောက်ပဲဖြစ်တနေ့အပြီးတမဲ့နော်တခါတလေ120နော်ဘန်တကော့နဲ့မှာ120ကနဲ့3000ကနဲ့9000ကနဲ့ဇေရုဆလမ်မြို့မှာမစနော်အခုရွာတိုင်းမှာနော်အေရှီယာမိုင်းနော်မှာခရစ်တော်ဒီဒူးပေါ်လာတယ်အဲ့ဒီချိန်မှာတော့မတယောက်နဲ့တယောက်စကားပါတာတွေနော်စာရေးတာတွေနော်ယေရှုခရစ်တော်ကိုချီးမွမ်းတာတွေတော့သူတို့မှာအယံပြောတယ်ချစ်မတန်နဲ့သူတို့ပြောရတယ်ဘာဖြစ်လို့လဲသူတို့အထက်မှာဝိညာဉ်တော်ရှိလို့နော်အဲ့ဒီဝိညာဉ်တော်ဘုရားကသူတို့ကိုလမ်းပြတယ်ပူဆောင်တယ်ကိုငြိတယ်မဆတယ်ဒီနေ့ကျွန်တော်တို့က
วิญญาณโนพยาตุกุขันสยาชีเรชูบิมาวิญญาณโนพยากาจนเรากุลาไม่เปียวบูมาตุนเล่มาตุนติมเปบูจนเรากาเบวิญญาณโนกุจนเรากาตุนติมเนี่ยจนเรากาเบวิญญาณกุอุสองเนี่ยเนาะจนเราใส่ใจจนเราเย่นายาเพกปาบิโรเนาะจนเราเย่อลูอะไรจนเราเย่เปียวสุมุกุเบียปัทมาทาบิโรเนาะชิว pray worship มาเลยเนาะอายาปายากาเมชูบาคุงเล็กกาเลยเนี่ยเนาะช่วยดีเราเปลี่ยนไปအထက်ကဝိညာဉ်ကဒီလိုမျိုးကျွန်တော်တို့ကစေခန့်တလားဆိုတော့မဟုတ်ဘူးမေစာခတ်မလဲကျွန်တော်တို့ emotion feeling နဲ့ပဲကျွန်တော်တို့အသက်ရှင်နေတဲ့လူတွေအခုချိန်ကာလနောက်ဆုံးကာလမှာအလူအများကြီးရှိတယ်ဒါပေမဲ့ဖယားသခင်ဝိညာဉ်တော်ရရှိထားတဲ့နော်ဝိညာဉ်တော်အဖြစ်တစိုက်ခတ်ထားတဲ့ယုံကြည်သူသားသမီးတွေဟာနှင်းချခြင်းကနဲ့ပြုတ်ပုံစုပုံကအစတွားပုံလာပုံကအစနေပုံဆံပုံကအစသူများကကြီးတဲ့ချိန်မှာဒီလူတွေကခရိယနှုတ်လိုက်ပဲဆိုတာကိုသူတို့ကသိတယ်အဲ့ဒါနဲ့ရှင်ပေထုမှလည်းပြောတယ်ယေရှုခရစ်တော်ကိုယုံကြည်တယ်ခရိယန်ဖြစ်တယ်ဝိညာဉ်တော်ကိုခံစားပြီးတော့ဝိညာဉ်တော်ဘုရားရဲ့တကြိုက်ခက်ခြင်းကိုခံရပြီဆိုရင်လုံးဝရှက်ကြောက်ခြင်းမရှိနဲ့ဘာမှလည်းမကြောက်နဲ့နော်ယေရှုခရစ်တော်မတည်ခင်မှလည်းပြောတယ်ငါဒီလောကကိုအကုန်လုံးနာပြီးပြီကောင်းကင်နဲ့မြေကြီးပေါ်မှာရှိတဲ့ full authority ကိုကျွန်တော်လက်ထက်မှာအထားပြီးပြီဒီလောကကနော်တခါတလေရှင်ရဲ့ဒုက္ခချင်းပဲမယ်ဒါပဲမဲ့မကြောက်နဲ့ယေရှုခရစ်တော်ကကျွန်တော်တို့ပြောပြီးနင်းနောက်ကိုကူညီမဆမ်းမဲ့နော်လမ်းပြတ်ဖို့ဆောင်မဲ့ဝိညာဉ်တော်ဖျားကူခမဲတော်ရှိမှတွားတောင်းပြီးတော့နင်းနောက်ရှိမှငါဆင်လွှတ်မယ်ဆိုပြီးတော့ယေရှုခရစ်တော်ဂတိပေးထားတဲ့ဟာကိုအဲ့ဒီဝိညာဉ်တော်ဖျားဟာယုံကြည်သူတို့တယောက်ဖြစ်တဲ့ယေရှုခရစ်တော်ဟာလက်ဝကတမှာကျွန်တော်ဓမ္မအတွက်အသေးခံရပြီဆိုတဲ့လက်ခံယုံကြည်တဲ့သူပေါ်မှာကြိုက်ခက်ခြင်းဖြစ်ပါတယ်အဲ့ဒီဝိညာဉ်တော်ဖျားကိုလက်ခံပြီးတော့အထက်မှာကျင့်ဝတ်တဲ့လူတန်းဟာတွားပုံလာပုံနော်ပြောင်းပုံစူပုံကအစအကုန်လုံးကပြောင်းလဲလာတယ်အဲ့ဒါကိုခရိယာလို့ခေါ်တယ်အဲ့ဒါကြောင့်ဓမ္မကျမ်းတစ်မှာခရိယာဆိုတာ၃ခါပဲပါတယ်နော်ခရိယာဆိုတာ၃ခါပဲပါတယ်ဖြစ်လို့လေအဲ့ဒါတော့မှသူမြတ်ကပြောထားတာနော်မယုံကြည်သူတွေက2ခါပြောတယ်ဒီလူတွေကခရိယာနေမယ်သူတို့တော့ပုံလာပုံလို့ချက်ပုံသူတို့နှုတ်လိုက်တဲ့ယေရှုလို့ပဲနော်အဲ့လိုမယုံကြည်သူကပြောတယ်နောက်ဆုံးရှင်ပေထုရကတော့ပြောလဲခရိယာဖြစ်ဖြစ်မှာယေရှုနာမကိုယေရှုကိုယုံကြည်တဲ့အတွက်ကြောင့်ယုံကြည်သူတို့တယောက်ဖြစ်တဲ့အတွက်ကြောင့်မယုံကြည်သူတွေညင်ပတ်နေချက်ချင်းမယုံကြည်သူတွေဝေဖန်ခြင်းကြဲ့ရဲ့ခြင်းကိုလုံးဝမကြောက်နဲ့အဲ့ဒါခွင့်အားပေးတာရှိတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ဓမ္မကျမ်းတစ်ဆိုတဲ့နော်စတင်ခဲ့တဲ့တမန်တော်ဝတ္ထုဟာအရန်ကိုကြီးကြီးတယ်ဆိုတော့ကိုအမှားစကားနဲ့ပြောချင်ပါတယ်အဲ့ဒါတော့ the book of Acts is the continuation of the Gospel of Luke. The follower of Jesus, the follower they are is the power of God, Spirit, and task is the spreading the good news of God's kingdom in the world. This is the beginnings of the intentional multi-ethnic, all nation ethnic church. တမန်တော်ဝတ္ထုဟာရှင်လုကာကနော်တမန်တော်လုကာနော်လုကာအဆက်ဖြစ်တဲ့နော်အဲ့ဒီစာကြီးသူကတမန်တော်ဝတ္ထုဟာဒေါက်တာလုဖြစ်တယ်အဲ့ဒီဒေါက်တာလုကာတမန်တော်ဝတ္ထုကိုပြန်ပြီးတော့လုကာနဲ့တစ်ဆက်ထဲမှာရေးထားတာဖြစ်တယ်ယေရှုခရစ်တော်နှုတ်လိုက်တဲ့အချိန်မှာသူတွေ့ကြုံလာတဲ့အရာတွေအလုံးကိုရေးထားတာဖြစ်တယ်မနေ့ကဆရာပြောသလိုလုကာဟာရှင်ပေါလုနှုတ်အမြဲတမ်းလိုက်ခဲ့တယ်နော်ဓမ္မတော်အထုထဲမှာအတင်းတော်တီထောင်တဲ့နေရာမှာ missionary ပြုတဲ့တာသနာလုံးကမှာအမြဲတမ်းရှင်ပေါလုရှိမှာပါတဲ့လုကာဖြစ်တဲ့အတွက်ကြောင့်ဒေါက်တာလုကာယေရှုခရစ်တော်အကြောင်းကိုပြောတယ်ဖျားသခင်နဲ့ဝိညာဉ်တော်ဖျားကနော်ဝိညာဉ်တော်ဖျားကဘလူလောက်အလောက်လောက်ခဲ့တဲ့ the work of the Holy Spirit the power of God of the Holy Spirit နော်ဓမ္မတော်ဒီခက်ကနော်ဝိညာဉ်တော်ဖျားရဲ့တကူနဲ့ဒီနဲ့ဝိညာဉ်တော်ဖျားတကူကလည်းတခြားရှိဖြစ်တယ်နော်ဒီနေ့ဝိညာဉ်တော်တခုကတော့လေပြီးမုန်တကြတဲ့လူလိုပဲဖျားเจ้าမှာလူတွေအားလုံးလေးခံလိုက်အဲ့လိုမျိုးတွေနော်ဓမ္မတော်ဝတ္ထုခက်ကဝိညာဉ်တော်တခုနဲ့အခုခက်ဝိညာဉ်တော်တခုလည်းတခြားရှိပဲဖြစ်တယ်အဲ့ဒါကြောင့်ဆိုကြည့်သူနောက်ဆုံးတော့ကာလမှာတရိထားရမယ့်အချိန်ဖြစ်တယ်အဲ့ဒါအကြောင်းကိုရှင်လုကာကပြောထားတယ်နောက်ဆုံးပါပြောလဲဒီအကြောင်းကိုပထမဆုံးဓမ္မကျမ်းတစ်ဆလာတာနဲ့ခရိယာန်ဖြစ်လာတာနဲ့တကဘာလုံးမှာ all nation လူမျိုးတကလူမျိုးပေါင်းစုံထဲမှာအသင်းတော်ကိုစတင်တည်ထောင်တာဖြစ်တယ်တဲ့အဲကြောင့်ဒီမှာပြောထားတာကပါလေအခန်းကြီး1အငယ်8မှာကျွန်တော်တို့ပြောပြီးပြီကျွန်တော်တို့ကဝိညာဉ်တော်တကူကိုရရှိခဲ့ပြီဆိုရင်ကျွန်တော်တို့ကဘာမှမစဉ်းစားတော့ဘူးเนาะပြောဆုံးသောဝိညာဉ်ကိုပဲပထမဆုံးစဉ်းစားပြီးတော့
general mita sukane general pewanjing kane general atino kane general yua general data kane takabalung ku general ka taya tring kong taya ku hope for it အဲ့ဒီတည်င်းကောင်းတရားဟာယေရှုခရစ်တော်တည်ချင်းကနေရှင်ပြန်ထမြောက်တဲ့အကြောင်းကိုကျွန်တော်တို့ဟောပြောရမယ်ဖြစ်တယ်။ဘာဘယ်ချင်းကနေစမလဲဝိညာဉ်တော်နဲ့ကျွန်တော်တို့ကိုပြည့်စုံလာတဲ့အချိန်မှာယေရှုခရစ်တော်ကယ်တင်တာနဲ့ဝိညာဉ်တော်ကချက်ချင်းကျွန်တော်တို့ပုံမှာရှင်းသက်ပြီးတော့ကျွန်တော်တို့အထက်မှာကျင့်ဝတ်တာဖြစ်တယ်။အဲ့ဒါကြောင့်ဘာပြောလဲ all nation လူမျိုးပေါင်းစုံတစ်ကမ္ဘာလုံးမှာအသင်းတော်တည်ထောင်ဖို့ဖြစ်တယ်။အသင်းတော်တည်ထောင်ဖို့ဆိုကြတဲ့ကဆရာပြောတဲ့အတိုင်းပဲ baptist ကိုတည်ထောင်ဖို့မဟုတ်ဘူးနော် methodist ကိုတည်ထောင်ဖို့မဟုတ်ဘူး Church of Jesus Christ ကိုတည်ထောင်ဖို့မဟုတ်ဘူးဘာညာဒီညာတွေအတင်းလူအတင်းသားတွေဘာညာတွေတည်ထောင်ဖို့မဟုတ်ဘူးတူတယောက်ချင်းကိုယုံကြည်ဖို့ရရင်အတွက်ယေရှုခရစ်တော်ကိုလက်ခံဖို့ရအတွက်ကျွန်တော်တို့ရဲ့တငယ်ချင်းမိသားစုတငယ်ချင်းနော်ကျွန်တော်တို့အနည်းအနားမှာရှိတဲ့ဘယ်ဖက်ညာဖက်အရှိအနောက်မှာရှိတဲ့လူတွေကိုကျွန်တော်တို့ကအဲ့ဒီအကြောင်းကိုဟောပြောဖို့ဖြစ်တယ်အဲ့ဒါကိုဝိညာဉ်တော်တစ်ခုလို့ခေါ်တယ်ဒီနေ့ဝိညာဉ်တော်တစ်ခုရရှိတဲ့ရှုပြီးမှာနော်တရင်ကောင်းလဲမဟောပဲနေနော်သူမြင်တဲ့အရာတွေသူဂျာဗီဇာနဲ့မြင်တဲ့အရာတွေသူရဲ့အတွေ့အကြုံတွေသူရဲ့နေရာအတမ်းမှာဖိဖက်ခဲ့တဲ့အရာတွေအားမဟောပြီးမှတခါတလေကြံပိုက်တစ်ပိုက်လေးဖက်ပြီးမှဘာညာနဲ့နော်ဘာညာနဲ့ပဲပြောရမှာပေါ့နော်ခုလူဒီလူနဲ့နော်ခုမရောက်ဒီမရောက်နဲ့တရားဟောတဲ့လူတွေအများကြီးရှိအဲ့ဒါကိုယုံကြည်သူဆိုတဲ့လူတွေကမှသူတို့ကိုလက်ခံကြတယ်သူတို့ကိုကြိုက်ကြတယ်ဘာဖြစ်လို့လဲသူတို့နားရပြီလေနောက်ဆုံးတော့ကာလမှာသူတို့နားရမယ်တဲ့နော်ဓမ္မတရားကိုပြောတဲ့လူကလည်းမခံတော့ဘူးလေနော်သူတို့ချက်ချင်တာကိုပဲသူတို့နားလိုက်တော့မယ်တဲ့အဲ့ဒါကြောင့်အဖလို့ခေါ်တဲ့သူတိုင်းကောင်းကင်နိုင်ငံကိုမရောက်ဘူးလို့ယေရှုခရစ်ကပြောပြတာဖြစ်ဒီနေ့ကျွန်တော်တို့ခရိယန်ဖြစ်တဲ့ယဉ်ချင်းခံရတဲ့ဘာညာပြောရင်လည်းအထေမှာဝိညာဉ်တော်ဖျားမကင်းဝဲဘူးရှင်နော်တကယ် born again assurance salvation ကဲတင်ချင်းစိတ်ချရမှုမရှိခဲ့ဘူးရှင်နော်လုံးဝကောင်းကင်နိုင်ငံမှာရောက်မှာမဟုတ်ဘူးအဲ့ဒီကောင်းကင်နိုင်ငံရောက်တဲ့လူကအစပထမသူ့ရဲ့အတ္တရဲ့တင်ကြတာကလက္ခဏာကပါလဲဝိညာဉ်တော်ဖျားနဲ့သူ့ကိုတကြိုက်ခက်ချင်းခံရတယ်ပြီးမှပြုတ်ဆုံးတော့ဝိညာဉ်ကိုပဲသူကအမေတန် focus လုပ်တယ်သူကိုတန်တရားမဟုတ်တဲ့ရင်တော်မှာဘေးကန်ချင်းအဖြစ်တော်လကောဆုတောင်းချင်းအဖြစ်တော်လကောအဲ့ဒါကိုပဲသူကအမေတန် focus လုပ်တယ်အော်တချို့ဒီနေ့ကျွန်တော်ယုံကြည်သူအများဟာနော်ယေရှုခရစ်တော်လက်ခံတယ်ဆိုပြီးမှနော်ဘယ်လိုပြောမလဲတရားဟောဖို့ပဲကျွန်တော်တို့ကစိတ်ထဲမှာထားတယ်တရားဟောဖို့ပဲဒါနဲ့မကဘူးနော် power of spirit ဆိုပြီးမှတကူရှိဖို့နော်နာယောကငင်တဲ့ချင်းတော့ဘာညာတော့မှကျွန်တော်တို့ကချက်ချင်းကိုကျွန်တော်တို့ကဝိလန်ထွက်သွားတယ်ဒီဟာတွေကဝိညာဉ်တော်ရဲ့အလောက်မဟုတ်ဘူး the work of the Holy Spirit လည်းမဟုတ်ဘူး the power of Holy Spirit လည်းမဟုတ်ဘူးဒါပေမဲ့နော်ဝိညာဉ်စုရဲ့တကူလက္ခဏာတွေကဒီနေ့ယုံကြည်သူအများကြီးကိုအသုံးပြုနေတယ်ဆိုတာကျွန်တော်တို့နားလည်ဖို့လိုတယ် What is the main message of the book of Acts အဲ့ဒီတမန်တော်ဝတ္ထုရဲ့အဓိက message ကပါလဲအဓိကသင်တင်ပေးတဲ့ဟာကပါလဲဆိုတော့နော် the message of Acts is that because Jesus was a Jew the gospel should be the present fact we choose to the Gentile encourage in them throughout when Paul arrived in the new city he caused to take the synagogue fast and preach there the book of Acts တမန်တော်ဝတ္ထုရဲ့အဓိက message တရင်ပါတာဟာကပါလဲဆိုတော့တကယ်ယေရှုခရစ်တော်ဟာယူဒလူမျိုးအတွက်ပဲဖြစ်တယ်ယေရှုခရစ်တော်ဟာယူဒလူမျိုးအတွက်ပဲဆေလွတ်ခြင်းဖြစ်တယ်နော်သူမတည်မချင်းပေတော့မှတပါတော့သူဒီရှိမှာယေရှုခရစ်တော်တရားမဟောဘူးယူဒပြည်မှာတရားဟောတယ်ဂါလိလိပြည်မှာတရားဟောတယ်သူဟောတာပါလဲကောင်းကင်နိုင်ငံအကြောင်းကိုပြောဟောတယ်ကောင်းကင်နိုင်ငံ the kingdom of heaven နော်တခါတလေ the kingdom of God တခါတလေဘုရားသခင်ရဲ့နိုင်ငံတော်အကြောင်းကိုဟောတယ်တခါတလေကောင်းကင်နိုင်ငံအကြောင်းကိုဟောတယ်ကျွန်တော်တို့ပထမနားလည်ဖို့ရတော့ကျွန်တော်တခုပြောချင်တာကရှင်ယောဟန်အခန်းကြီး3ရှင်ယောဟန်အခန်းကြီး3အငယ်3ကနေ16ကိုကျွန်တော်ဖတ်တဲ့ချိန်မှာဒီကောဒမိုးရှိမှာယေရှုကပြောလဲဆိုတော့ဒီကောဒမိုးနေဟာတဲ့နော်ဒုတိယမွေးဖွေးခြင်းကိုမခံဘူးဆိုရင်ဖယားသခင်ရဲ့နိုင်ငံတော်ကိုရောက်မှာမဟုတ်ဘူး if she must be born again the kingdom of God အဲ့ဒီမှာ the kingdom of God ကိုတုံဖယားယေရှုခရစ်တော်တုံထားတယ် the kingdom of heaven မတုံဘူးအဲ့ဒီမှာနော်ဒါပေမဲ့ယေရှုခရစ်တော်ဟာဗတ္တိယံခံပြီးတော့ရပ်ပေါင်း40တဲ့ကန်ဒါရမှာ
พยาตะเคียนเนี่ยซาตามานาရဲ့စုံစမ်းနောက်ဆက်ခြင်းကိုခံရဖို့ရန်ဘုရားသခင်ဥယျာဉ်တော်ကအဲ့ဒီတက်ကန္တာရမှာယေရှုခရစ်တော်ကိုရပ်ပေါင်းလဲဆက်ထားတယ်အဲ့ဒီမှာစုံစမ်းနောက်ဆက်ခြင်းခံရပြီးမှသူအောင်ပြီးဆိုပြီးမှသူယေရုရှလင်မြို့ကိုပြန်လာတယ်ပြန်လာပြီးတော့ယောဟန်ဗတ္တိယယောဟန်ကိုနော်သူကအချုပ်ထဲကြပြီးသူဗတ္တိယယောဟန်ကိုဖမ်းပြီးသူအချုပ်ထဲကြပြီးဆိုတာကိုယေရှုကသိတဲ့အခါမှာသူကအဲ့ဒီမှာမနေရတော့ဘဲနဲ့ဂါလိလိဘက်ကိုချက်ချင်းလှည့်ပြီးတော့သွားတယ်ယေရှုခရစ်တော်ကဂါလိလိဘက်ကိုချက်ချင်းလှည့်သွားပြီးမှအဲ့ဒီမှာပထမဆုံးမရှိမတဲ့အခန်းကြီးလေးမှာပထမဆုံးတရားဟောတာကဘာလဲဆိုတော့အပြစ်တရားတွေကိုနောင်တရကြပါကောင်းကင်နိုင်ငံဒီလူနိပြီးဆိုပြီးတော့ယေရှုခရစ်တော်ကပထမဆုံးဒေသနာဟောတယ်ဘသူရှိမှလဲဣသရေလလူမျိုးရှိမှာဒီလူနဲ့မဲ့ကောင်းကင်နိုင်ငံဒီလူနိပြီးဆိုမှကောင်းကင်နိုင်ငံ the kingdom of heaven အဲ့ဒီ the kingdom of heaven ဟာယေရှုခရစ်တော်ကိုယ်တိုင်ဘရှင်လောက်ရမယ်ယေရှုခရစ်တော်ကိုယ်တိုင်သခင်လောက်ရမယ်အနိတ္တထောအောက်ချုပ်ခြင်းကိုခေါ်ခြင်းဖြစ်တယ်နော်အနိတ္တထောအောက်ချုပ်ခြင်းလို့ခေါ်တဲ့နော်အဲ့ဒီမှာယေရှုခရစ်တော်ကိုယ်တိုင်ကအဲ့ဒီမှာဣသရေလလူမျိုးရဲ့ဘရှင်ဖြစ်မယ်ဣသရေလလူမျိုးရဲ့သခင်ဖြစ်မယ်အဲ့ဒီချင်းအဲ့ဒီအကြောင်းကိုယေရှုခရစ်တော်ကဟောတယ်ဒါပေမဲ့ဣသရေလလူမျိုးတွေကယုံကြည်လားမယုံကြည်ဘူးဘုရားသခင်ကဆေလွတ်ထားတာသူလုံးဝမဟုတ်ဘူးမယုံဘူးဘုရားသခင်ကဆေလွတ်ထားတဲ့သူဖြစ်တယ်ဆိုတာမက်ဆာယာဖြစ်နေသူတို့ကလက်မခံဘူးဘယ်တော့မှတုံနှစ်တုံမလုံးယေရှုခရစ်တော်ဟာဒီလောကမှာတရားဘယ်လို ministry ပြုတာတနာပြုတဲ့အချိန်မှာ gender လူမျိုးရှိမှတစ်ခါမှမတော်ဘူး gender လူမျိုးတွေအမြဲတစ်ခါတလေဖိုက်တယ်တစ်ခါတလေတွေ့တယ်ဒါပေမဲ့ယေရှုခရစ်တော်ကဘာမှပြောနောက်ဆုံးတော့ဘာပြောလဲတော့ဆိုတော့ယေရုဆိုတဲ့မုဆိုးမတယောက်ကပြောတယ်လေဓမ္မရဲ့နေမကောင်းလို့လာပြီးတော့နော်လာပြီးတော့လာအကျက်မှာချင်းလာပေးပါဆုတောင်းပေးပါအဲ့လိုပြောတဲ့ချိန်မှာဘာပြောလဲတာအတွက်ဝယ်ထားတဲ့မုံကိုခွေကြွေးမလားတဲ့နော်ယေရှုခရစ်တော်ကိုတိုင်ပြောတာတာအတွက်ဝယ်ထားတဲ့မုံကိုခွေကြွေးမလားတဲ့ဆိုလိုချင်တာကငါဟာဣသရေလလူမျိုးတွေအတွက်လာတာဖြစ်တယ်နော်နေမကောင်းတဲ့လူချက်တာဘူးရန်နော်မျက်စိမမြင်တဲ့လူနားမကြားတဲ့လူတွေနော်အကုန်လုံးဣသရေလလူမျိုးတွေအတွက်ငါလာတာဖြစ်တယ်ဘာဖြစ်လို့ငါတာအတွက်ဝယ်ထားတဲ့မုံကိုခွေးကိုကြွေးမှလဲဆိုလိုချင်တာနင်တို့ရင်တက်လူမျိုးတွေကနင်တို့တပလူမျိုးတွေကခွေးလူပဲနင်တို့အတွက်ငါလာတာမဟုတ်ဘူးအဲ့လိုပြောလိုက်တယ်ဒါပေမဲ့အဲ့ဒီတပသူကဘာပြောလဲဟုတ်ပါတယ်တခင်ဒါပေမဲ့ခွေးတွေကလည်းအောက်မှာကြားတဲ့ဟာကိုတော့သူတို့စားတယ်မဟုတ်လားတဲ့အော်ဒီကောင်မရဲ့ဒီဂျန်တတပသူရဲ့ယုံကြည်ခြင်းဟာအန်အော့ဖွယ်တဲ့ဣသရေလလူမျိုးတွေတော့မှဒီလောက်ယုံကြည်ခြင်းရှိတဲ့လူတယောက်မှမရှိဘူးတင်းရဲ့ယုံကြည်ခြင်းကြောင့်တင်းတာဟာနေကောင်းသွားပြီလို့ယေရှုခရစ်တော်ပြောတယ်တခါသူတေခါနီမှာနော်စမာရိယပြည်ကိုတွားတဲ့အချိန်မှာစာခါရွာကဘယ်လိုပြောလဲမကောင်းတော်မင်းမနဲ့ပေါ့နော်မကောင်းတော်မင်းမနဲ့တခါတွေ့တယ်တခါတွေ့ပြီးမှသူ့ကိုကဲတင်ချင်းဟောတဲ့အချိန်မှာသူကလက်ခံလာတဲ့အချိန်မှာသူမြို့ထဲကိုတခါသွားပြီးတော့နှစ်ရက်အဲ့တဲ့အဲ့ဒါပဲယေရှုခရစ်တော်တုံးရတုံးမလို့ဣသရေလလူမျိုးတွေအတွက်ပဲအမေတန်တရားဟောတယ်ဣသရေလလူမျိုးတွေအတွက်ပဲနော်အမေတန်နိုင်ငံတော်အကြောင်းကိုပဲနော်ကောင်းကင်နိုင်ငံတော်အကြောင်းကိုပဲသူတို့ဟောတာဖြစ်တယ်ရှင်မတဲ့အခန်းကြီး9ခုကြည့်အဲ့ဒီအခန်းကြီး9အတန်းချင်းကျန်တဲ့လူတာလင်ကောင်းကင်နိုင်ငံကိုဝင်ရမယ်ဆိုလိုချင်တာကဓမ္မချက်တစ်မရောက်သေးဘူးနော်ဓမ္မဟောင်းဖြစ်တဲ့အတွက်ကြောင့်နော်အဲ့ဒါနောက်မှလာမယ်အဲ့ဒါကြောင့်ယေရှုခရစ်တော်ကဒီလူချင်းချက်မှာဒီလူလောက်ပါဒီလူနေရင်ဒီလူဖြစ်မယ်ကျွန်တော်တို့ဗမာစကားပုံမှာရှိတယ်လေကောင်းမှုကုသိုလ်လုပ်ရင်ကောင်းချီးခံစားရလိမ့်မယ်မကောင်းမှုကိုလုပ်ရင်မကောင်းမှုကိုပဲကျွန်တော်တို့ခံစားရမယ်အဲ့ဒါဘာသာတရားတကယ်လေဟုတ်တယ်ဘာသာတရားပဲဒါပေမဲ့ဘာသာတရားနဲ့ခရိယန်ကအများကြီးကွာခြားတယ်အဲ့ဒါကြောင့်ဒီဟာရှင်လုကာကလည်းပြောတယ်ရှင်ပေါလုကလည်းပြောတယ်တကယ်တော့ယေရှုခရစ်တော်ဟာယူလူမျိုးတွေအတွက်ဣသရေလလူမျိုးတွေအတွက်လာတာဖြစ်တယ်သူတို့အတွက်တရင်ကောင်းလာပေးဖို့သူတို့အတွက်ကဲတင်ဖို့ရအတွက်လာတာဖြစ်တယ်တကယ်တော့ဖခင်သခင်ကသူ့ကိုသူတို့အတွက်ပဲလွှဲရှင်းတော့တာဖြစ်တယ်ဒါပေမဲ့သူ့လူမျိုးတွေကနော်ဣသရေလယူဒလူမျိုးတွေကသူ့ကိုဗာလဲညှင်းပယ်တဲ့အတွက်ကြောင့်မလက်ခံတဲ့အတွက်ကြောင့်တပါးသောသူတွေရှိမှတရင်ကောင်းတွေ့လာတယ်သုံးနှစ်သုံးမိုးလုံးအသက်ရှင်လာတဲ့ချိန်မှာသူ့ကိုဖိုက်ခေါ်ရင်လည်းမတွားဘူးတဲ့နေရာမတွားချင်တဲ့နေရာမှာတ
บีมาชิมเปลี่ยนทำเยอะเลยบาเปียวเลยลูมิวตะการเราชิมาอีเกตินเชอจองโกโหบาลเบกันนะซาเมเลยูเดียปีกันเนี่ยซาบาเลเยรูซาเล็มกันเนี่ยยูเดียกันเนี่ยสมาเรียกันเนี่ยตะกับบาลุงเนาะ all the เอาเดี๋ยวมาละ was net in Jerusalem in all Judea and Samaria and all the ends of the earth เยซูคริสต์ตัวชิมเปลี่ยนท่านเพียวมีบาร์จูดาลูมิโอริอัตเทมหาวดอบูอิตเรล่าลูมิโออัตเทมหาวดอบูตัวกูยุงจีโตตัวอปาวน์อัตเกติมปันสินเยซูคริสต์พิเตสุรากูยุงจีโตตัวอปาวน์อัตอัตติคิพิเตสุเรจังกูฮอพิโอบาลุเยซูคริสต์ก็ตัวธรรมานกูเสกตาพิเตเอราจงธรรมานวัตถุอดีกาเมเสกาโรพอชิมพอลูกันสัตย์มีโรยูดาลูมิโอริอัตริงกองกูจนโรตปาโตตุโลชิมาเจ้าศิลาชิฮาอัตเกตเกกองเมตตริงกองพิเตสุรากูธรรมานวัตถุก็ตีอยู่เปชิมพิเตnumber 11 อันนี้เนี่ยบาเปียวเลยใช่ไหม God planned the gospel to go to both Jew and Gentile. The apostle preached the death, resurrection, and resurrection of Jesus Christ. The message of Jesus Christ fake rejection to opposition. Spirits work to the authenticity. The message bring people to salvation. เนาะไอ้นี่ธรรมโนวัตถุกะธรรมโนดีกะลูกเปียวไหมသူတို့ကတရားဟောတာကပါလဲဆိုတော့ယေရှုခရစ်တော်ကတည်ခြင်းယေရှုခရစ်တော်ကအပြစ်တရားကြောင့်အပြစ်တရားအခါကတည်ခြင်း the wage of sin is death အပြစ်တရားရဲ့အခါကတည်ခြင်းကနဲ့လွတ်မြောက်စေတဲ့ယေရှုခရစ်တော်ငါတို့အပြစ်တရားကြောင့်အာဒမ်ရဲ့အပြစ်တရားကြောင့်လူသားရဲ့ signature အပြစ်တရားကြောင့်တည်ရမယ့်လူသားတွေအားလုံးအတွက်သူဟာအသေးခံပြီးပြီသူမှာရှင်ပြန်ထမြောက်ပြီအဲ့တော့ကျွန်ယေရှုခရစ်တော်နဲ့လောကကတာမှာအတူနေတဲ့လူတွေအားလုံးဟာယေရှုခရစ်တော်နဲ့တကြူချင်းကိုခံရပြီးတော့ယေရှုခရစ်တော်နဲ့အတူရှင်ပြန်ထမြောက်ခြင်းကိုခံရမယ်အတူရှင်ပြန်ထမြောက်တဲ့လူတွေအားလုံးဟာ born again newborn new generation အတိတ်တဖန်ပြုဖန်ဆင်းထားသောတတ္တဝါအတိတ်တဖန်ပြုပင်ထားသောမွေးဖွားထားသောတတ္တဝါဖြစ်တဲ့အတွက်ကြောင့်အဲ့ဒါကိုလူစားတိနဲ့မွေးတာမဟုတ်ပဲနဲ့အသွေးအသားနဲ့မွေးတာမဟုတ်ပဲနဲ့ဝိညာဉ်တော်ဖျားအဖြစ်မွေးဖွားခြင်းခံရတဲ့အတွက်ကြောင့်အဲ့ဒါကို born again ဒုတိယမွေးဖွားခြင်းပါနဲ့လေဝိညာဉ်တော်အဖြစ်ဒုတိယမွေးဖွားခြင်းခံရတဲ့အကြောင်းကိုဒီတရင်ကောင်းဒီကိုဟောပြောရမယ်အဲ့ဒီဟောပြောမယ်ဆိုရင်တော့လူများကိုကယ်တင်ခြင်းတောင်ခေါ်ဆောင်ရမယ်နော်ဓမ္မတော်ဝတ္ထုရဲ့ဆယ်ခန့်ချက်ကအဲ့ဒါပဲယုံကြည်သူတို့တယောက်ဖြစ်လာပြီးယေရှုခရစ်တော်ကိုလက်ခံပြီးတော့ကျွန်တော်တို့ဝိညာဉ်တော်ဖျားရဲ့ကင်းဝတ်ခြင်းဝိညာဉ်တော်ဖျားရဲ့လမ်းပြပို့ဆောင်ခြင်းဝိညာဉ်တော်အဖြစ်ကျွန်တော်အသက်ရှင်ပြီးဆိုတော့လူများကိုကယ်တင်ခြင်းရဖို့ရန်အတွက်သူများကိုအသက်ထာဝရရဖို့ရန်အတွက်ကျွန်တော်တို့ခေါ်ဆောင်ဖို့ပဲဖြစ်တယ်ဒီနေ့ဝိညာဉ်တော်ရရှိတဲ့လူပြောတဲ့လူတွေကျွန်တော်ဟာဝိညာဉ်တော်တကူနဲ့အပြည့်စုံတယ်ဆိုတဲ့လူတွေသူတို့ကကယ်တင်ခြင်းတရားကိုမဟောတော့ပဲနဲ့ပါတယ် prosperity gospel တော့နော် charismatic gospel တော့နော်အဲ့ဒါတွေဟောကြတယ်အဲ့ဒါကနော်ဂါလတိမှာဗာပြောလဲတရင်ကောင်းမဟုတ်တဲ့ဟာတွေနော်ဒီတရင်တူတွေဟောပြောတဲ့လူတွေကတမန်တော်ပဲဖြစ်ဖြစ်ကောင်းကင်တမန်ပဲဖြစ်ဖြစ်နော်ဘသူပဲဖြစ်ဖြစ်ငရဲကျင့်ချင်းကိုခံရပဲရှေ့လို့ရှင်ပေါလုကပြောပြတာဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော်တို့ဒီနေ့ဆရာမများနော်ယေရှုခရစ်တော်ဟာကိုမိမိကယ်တင်ပါရှင်အဖြစ်လက်ခံပြီဆိုတော့ပထမပြုစုတော်ဥညင်တော်တူတယောက်တော်သူကိုကျွန်တော်တို့ကယ်တင်ခြင်းရဖို့ရန်အတွက်ကျွန်တော်တို့ bring people to salvation နော် bring people to salvation ကယ်တင်ခြင်းတော့ရောက်ရှိနိုင်အောင်လူမျိုးကိုကျွန်တော်တို့ခေါ်ဆောင်ဖို့ကအဓိကဖြစ်တယ်လောကမှာချက်တာဖို့မဟုတ်ဘူးနော်အင်္ဂလိပ်ကားတွေဆောက်ဖို့မဟုတ်ဘူးနော်ဒီနေ့ဗမာပြည်မှာကျွန်တော်တို့မျက်စိမြင်နေမြတ်ကြီးပဲတတနာပြုတဲ့ဆရာမအကြီးတွေနော်ဒီနေ့မိဘမဲ့ကေဟာလောက်တဲ့လူတွေဒီနေ့ကျက်စာကြောင်းလောက်တဲ့လူတွေအားလုံးကိုကြည့်သူတို့ရဲ့စေဖို့တဖို့ကပြောစုတော့ငွေတော့အတွက်လောက်မယ်ဆိုတော့စေဖို့ကူဖို့ကတော့သူတို့သားသမီးအတွက်သူတို့အိမ်အတွက်သူတို့ချမ်းသာကြွယ်ဖို့အတွက်အသုံးပြုနေတယ်ဘာပေါ်မှာလဲအဲ့ဒါကိုရှင်ပေါလုကဒီလုကာကဒီဓမ္မတော်ထုမှာတဲ့အချက်ကျွန်တော်တို့ကိုဖော်ပြထားတာဖြစ်တယ်ဒီနေ့ဖယားသခင်ပဲတဲ့ကျွန်တော်တို့ရဲ့ရှိရင်အောက်စာတာမကကျွန်တော်တို့ရဲ့အသက်ကျွန်တော်တို့ရဲ့ဉာဏ်ပညာရှိတဲ့များအလုံးဟာကျွန်တော်တို့အတွက်အသုံးပြုရမယ့်နေရာက bring people to salvation
လူတွေကိုတကယ်တင်ရှင်းရောက်နေအောင်ကျွန်တော်တို့ဉာဏ်ပညာကျွန်တော်တို့အောက်စာပစီကျွန်တော်တို့ရဲ့အသက်တာကိုအသုံးပြုဖို့ပဲဓမ္မကျမ်းစာကတော့ကျွန်တော်တို့ကိုတင်ပေးတာဖြစ်တယ်အဲ့ဒါကြောင့်ဓမ္မတော်ဝတ္ထုဟာဘလို့အရေးကြီးလဲဆိုတော့နော် New Testament စတင်တဲ့အသွေးတော်အဖြစ်ကဲတင်ခြင်းကိုစတင်တဲ့ New Testament စတင်တဲ့စာအုပ်လေးဖြစ်တယ်ပြီးတော့ကျွန်တော်တို့ကိုလာမယ့်ဘဝမှာအနာဂတ်ဘဝမှာဘလို့သက်ရှင်ရမလဲဘလို့နဲ့ထိုင်ရမလဲဘလို့ဖခင်အတွက်အမှုတော်ဆောင်ရမလဲဆိုတာကိုတွင်တင်ပေးနေတဲ့အရာလေးဖြစ်တယ်ပြီးတော့အမှုတော်ဆောင်ရခင်ကအမှုတော်ဆောင်လို့ပြောမှာပေါ့နော်သူတို့ကနေပုံထံပုံတော့ပုံလာပုံနှုတ်ချက်ပုံကိုကျွန်တော်တို့ကိုတွင်တင်ပေးတာဖြစ်တယ်အဲ့ဒါကြောင့် the books of အခါအရန်ကိုအရေးကြီးတယ်ဒီအလေးတွေကိုနောက်မှကျွန်တော်တို့ပြောမယ်နောက်ဆုံးအနေနဲ့ပြောချင်တာကဓမ္မတော်ခတ်တုံကနော်healing power ပေးတယ်မာနေဝိညာဉ်တော်တစ်ခုအပြင် healing power ပေးတယ်မာနေဘာဖြစ်လို့လဲကျွန်တော်တို့ပထမညမှာတင်ပြီးပြီပဲ important place important people important events လို့အင်္ဂလိပ်လိုပြောထားတယ်အရေးကြီးတဲ့ပုဂ္ဂိုလ်အရေးကြီးတဲ့ပုဂ္ဂိုလ်ကိုအရေးကြီးတဲ့နေရာမှာဖယားသခင်ကအရေးကြီးတဲ့အဖြစ်တွေဖြစ်နိုင်အောင်အတွက်မာရကယ်ကိုပေးတယ်ဆိုတာကျွန်တော်တို့ကျမ်းစာမှာအမြဲတမ်းပြထားတာပဲဘာဖြစ်လို့လဲအသင်းတော်တည်ထောင်ဖို့အရေးကြီးတဲ့အချိန်ဖြစ်တယ်အသင်းတော်တည်ထောင်နိုင်ဖို့ရန်အတွက်ယေရှုခရစ်တော်အသွေးတော်ကိုကတိပြုပြီးတော့ယေရှုခရစ်တော်အသွေးတော်ကိုကျွန်တော်တို့တစိုက်ခတ်ဖို့နော်ကတိသစ္စာပြုဖို့အချိန်ကာလဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီအချိန်မှာဘုရားသခင်ကဝိညာဉ်တော်ဘုရားအဖြစ်အထူးသောပုဂ္ဂိုလ်12ပါးကိုရွေးကောက်လိုက်တယ်နော်အထူးပုဂ္ဂိုလ်တွေကိုဘုရားသခင်ကရွေးကောက်ပြီးတော့အရေးကြီးတဲ့နေရာမှာအေရှမိုင်နော်ယူဒပြည်မှာဘုရားသခင်ကအထူးနဲ့ဆက်ကပ်ပြီးတော့ခတ်ထားတဲ့လူတွေဖြစ်တဲ့အတွက်ကြောင့်သူတို့မှာမာရကယ်ကိုလည်းပေးထားလိုက်တယ်နောက်ဆုံးမှာတော့ရှင်ပေါလုကူတန်တော်မှာနော်သူဟာအစာယောဂရှိတယ်ငှက်ဖျက်ယောဂရှိတယ်ရှင်ပေါလုကပြောလဲတုံးကျင်တန်ဘုရားသခင်ထာမငါဆုတောင်းခဲ့တော်လဲဘုရားသခင်ရဲ့အဖီကပါလဲကျေးဇူးတော်ဒီတင်းအတွက်လုံလောက်ပေ၏ငါရဲ့ကျေးဇူးတော်ဒီတင်းအတွက်လုံလောက်ပေလို့ဘုရားသခင်ကငါ့ကိုပြောတယ်ရှင်ပေါလုကပြောတယ်သူပထမဒုတိယတတိယနော်သာသနာပြုတဲ့အချိန်မှာလူအများကြီးကပြောင်းလဲပြီးတော့ကယ်တင်ခြင်းရတယ်တရားဒေသနာဟောတယ်အဲ့လိုပဲသူအသက်ကြီးလာတဲ့အချိန်မှာလဲပူပြီးတော့ဟောခြင်းတယ်ဓမ္မတရားကိုထွင်ကားခြင်းတယ်ပြောဆုံးတော်ရင်ကိုသူပန်းခြင်းတယ်လူတွေကိုကယ်တင်ခြင်းရဖို့ရန်သူကခေါ်ဆောင်ခြင်းတယ်ဒါပေမဲ့သူအသက်လက်ကြီးလာပြီသူ့မှာလည်းအစာရင်ယောဂလည်းရှိတယ်ငှက်ဖျက်ယောဂလည်းရှိတယ်အဲ့ဒါကြောင့်ဘုရားသခင်ထာမှာဆုတောင်းတာနော်ဘုရားသခင်ကျွန်တော်ရဲ့ယောဂကိုယူပေးပါကျွန်တော်ဆက်လက်ပြီးတော့အမှုတော်ကိုဆောင်ခြင်းတယ်ပေါ့ဒါပေမဲ့ဘုရားသခင်ပြောလဲငါရဲ့ကျေးဇူးတော်ဟာတင့်အတွက်လုံလောက်ပဲ၏လို့ရှင်ပေါလုကိုပြောထားလိုက်တယ်ဘာကြောင့်လဲရှင်ပေါလုပေါ်ဝတော်မှာလူနာကိုပဲတဲ့ချိန်မှာအဲ့ဒီလူနာကတတ်တာပဲဒါပေမဲ့ရှင်ပေါလုကိုတန်ကကူတော်မှာမတတ်တာရှင်တာတော့ဘူးလေအဲ့ဒါကြောင့်အရေးကြီးတဲ့ပုဂ္ဂိုလ်ကိုအရေးကြီးတဲ့နေရာမှာအရေးကြီးတဲ့မာရကယ်အလို့ဖွယ်နမိတ်လက္ခဏာကိုလောက်ဆက်ဖို့ရဘုရားတကယ်ခွင့်ပြုလိုက်တယ်ပါမင်းနဲ့မဟုတ်ဘူးနော်အခုကအတင်းတော်ဒီထောင်ပြီးပြီအတင်းတော်ထတင်ဒီထောင်ပြီးပြီဆိုတော့လုံးဝမလူအပ်တော့ဘူးအဲ့ဒါတို့ကပြောလဲဣသရေလလူမျိုးတွေကနမိတ်လက္ခဏာနဲ့ယေရှုခရစ်တော်ကိုတွေ့ချင်းတယ်ဂရိလူမျိုးတွေကဉာဏ်ပညာနဲ့ယေရှုခရစ်တော်ကိုရှာကြတယ်အခုခက်ကမဟုတ်တော့ဘူးဝိညာဉ်တော်ဘုရားကိုဤလောကမှာယေရှုခရစ်တော်ကဆင်ထွက်ပြီးပြီယုံကြည်သူတမ်းမှာအဲ့ဒီဝိညာဉ်တော်နဲ့ငင်ဝက်ဖို့ဝိညာဉ်တော်ကလမ်းပြပူဆောင်ဖို့ကယေရှုခရစ်တော်ကတိတော်ဖြစ်တယ်ဆိုတာကိုဓမ္မတော်ဝတ္ထုကကျွန်တော်တို့ကိုပြောပြတာအဓိကတော့နော်စမာရိယဂျူဒယာဂျေရုဆလမ်ဂျူဒယာစမာရိယကတကဘာလုံးမှာရှိတဲ့လူမျိုးပေါင်းစုံဘာသာပေါင်းစုံတို့ကိုယေရှုခရစ်တော်ရဲ့ကယ်တင်ခြင်းတော်နော်ကျွန်တော်တို့ခေါ်ဆောင်ဖို့ရအတွက်အဓိကယုံကြည်သူရဲ့တာဝန်အဓိကယုံကြည်သူရဲ့လောက်ရမယ့်ဟာကိုတင်ပေးတဲ့ခေါ်ပြပေးထားတဲ့ဓမ္မတော်ဝတ္ထုဖြစ်တယ်ဆိုတာကိုဓမ္မတော်ဝတ္ထုအကြောင်းကိုနဲ့ငယ်ပြောပြချင်ပါတယ်ပြီးမှ Paul's epistle ရှင်ပေါလုရဲ့ရေးသားထားတဲ့စာလေးတွေပေါ့နော်အဲ့ဒီစာလေးဟာဘာဖြစ်လို့အကြီးကြီးတယ်လဲဆိုတော့ပထမဆုံးယုံကြည်သူသားသမီးတွေကိုခွင့်အားပေးတဲ့သူကရှင်ပေါလုပဲ
အတိနောကူတီထောင်နဲ့သူကလည်းရှင်ပေါ်လို့ပဲရှင်ပေါ်လို့ကဒီကျန်းစာရီကိုသူကစာရီကိုမရှိဘူးဆိုတော့ဓမ္မကျန်တစ်ဆိုတာကိုရှိမှာမဟုတ်ဘူးတဲ့နော်ကျန်တဲ့ပုဂ္ဂိုလ်တွေကပြောတယ်အဲ့ဒါကြောင့်ရှင်ပေါ်လို့ကရှိထားတဲ့စာအုပ်တွေဟာအရာကိုအရေးကြီးတယ်ဒီစာအုပ်လေးတွေမရှိဘူးဆိုတော့နော်ကျွန်တော်တို့ဓမ္မကျန်တစ်ဆိုတဲ့ဟာကရှိမှာမဟုတ်ဘူးတဲ့ဘာဖြစ်လို့လဲဆိုတော့ရှင်ပေါ်လို့ကဒီအတိနောတီထောင်တဲ့နေရာတိုင်းမှာသူကစာရေးတယ်ခွန်အားပေးတယ်တက်တဲ့ခံနဲ့ဝယ်မြတဲ့အချိန်မှာနော်တခြားဓမ္မတော်တွေကလည်းယေရှုခရစ်တော်အကြောင်းကိုသူတို့သိတဲ့ဟာတွေသူတို့တက်တဲ့ခံခြင်းတဲ့ဟာတွေကိုသူတို့မှစတင်ပြီးတော့ရေးထားလာခြင်းဖြစ်တယ်အဲ့ဒါကြောင့်ရှင်ပေါလုရဲ့စာရီဟာတကယ်အရေးကြီးတဲ့ဒီဓမ္မတော်ဝတ္ထုအတိဓမ္မကျမ်းစာအတိစတင်ဖို့ရအတွက်နဲ့ဒီဓမ္မတိကျမ်းဖြစ်ပေါ်လာဖို့ရအတွက်အဓိကလိုအပ်တဲ့စာလေးတွေဖြစ်တယ်ဆိုတာကိုကျွန်တော်တို့ပထမဆုံးသိဖို့ကလိုတယ်အဲ့ဒါကြောင့်အဲ့ဒီရှင်ပေါလုရဲ့အဓိကစာထဲမှာဘာကူfocus လုပ်ပြီးတော့ဘာကူဆုံချက်အနေနဲ့လောက်ထားတယ်လဲဆိုတော့နော်ယေရှုခရစ်တော်ရဲ့ပေးဆက်ခြင်းယေရှုခရစ်တော်ရဲ့ပူဇော်ခြင်းဆက်ကပ်ခြင်းဘာကြောင့်လဲလူမျိုးတကာတော့ကလူသားတကကဲတင်ရဖို့ရအတွက်ယေရှုခရစ်တော်ရဲ့အနိတ္တခံခြင်းပေးဆက်ခြင်းပူဇော်ခြင်းကိုရှင်ပေါလုကအမြဲတမ်း focus လုပ်ပြီးတော့သူ့စာတမ်းမှာအဲ့လိုပဲရေးထားတယ်ဆိုတာကိုကျွန်တော်တို့ကသိထားတယ်အဲ့ဒီရှင်ပေါလုရဲ့စာမှာကျွန်တော်တို့ကရှင်ပေါလုရေးထားတဲ့ဓမ္မကျမ်းတစ်ထဲမှာရှင်ပေါလုကစာအုပ်16အုပ်ရေးထားတယ်နော်16အုပ်ရေးထားတယ်အလုံးပေါင်းက29ဖြစ်တယ်29ထဲမှာ16အုပ်ကရှင်ပေါလုရေးထားတဲ့ဟာဖြစ်တယ်ဆိုတာကိုကျွန်တော်တို့သိထားဖို့လိုတယ်အဲ့ဒါတွေကပါလဲဆိုတော့ရောမဩဝါဒစာဆောင်ပြီးတော့ပထမယန်ဒုတိယကိုရိန္သုနော်ကိုရိန္သုပထမယန်ဒုတိယအစာဆောင်ပြီးတော့ကာလတိဩဝါဒစာဆောင်ပြီးတော့ FSC ဩဝါဒစာဆောင်ပြီးတော့ဖိလိပ္ပင်းပြီးတော့ကိုလောစာပြီးတော့တေဆလောနီကာပထမစာဆောင်နဲ့ဒုတိယစာဆောင်ရှင်ပေါလုကြီးထားတဲ့ဟာကနော်16အောက်ဖြစ်တယ်ဆိုတော့ကိုကျွန်တော်တို့ကသိထားဖို့လိုတယ်ပြီးတော့ပြည့်တဲ့ကျင့်ကိုတော့အခု dispensation နဲ့ကျွန်တော်တွဲပြီးတော့တင်ပေးမှာဖြစ်ပါတယ်လို့နော်အဲ့ဒါကြောင့်ဓမ္မကျမ်းစာတအုပ်လုံးကိုကျွန်တော်တို့ခြုံပြောမယ်ဆိုတော့နော်ဓမ္မကျမ်းစာတအုပ်လုံးကိုကျွန်တော်တို့ခြုံပြောမယ်ဆိုတော့dispensation ကိုကပါမေကြီးမတည်ခင်ကလေးကနဲ့နောက်ဆုံးတော့ကာလနော်ကပါမေကြီးပြည့်စုံတဲ့အချိန်ကာလထာဝရအသက်နဲ့ထာဝရတည်ခြင်းနဲ့ထာဝရအသက်ရှင်ခြင်းအဲ့ဒီကြာကာလကိုdispensation လို့ခေါ်တယ်အချိန်ကာလတတ်မှတ်ခြင်းလို့ခေါ်တယ်အဲ့ဒါကဘာကြောင့်ဘာကူဓမ္မကျမ်းစာကပြောပြခဲ့တယ်လဲဆိုတော့ the divine orderings of the affair of the world and appointment arrangement favor as God and divinely appoint as order or acts ဘုရားသခင်ကစီစဉ်ပြီးသားအမိန့်ချပြီးသားနော်မိန့်မှာပြီးသားဖြစ်တယ်တဲ့အဲ့ဒါကကောင်းကင်ရဲ့နော်ဥညင်ကြီးအဖြစ်တော်လကောင်းဘုရားသခင်ကဒီ X ဆိုတာကအသက်မဟုတ်ဘူးနော်ခက်ကာလနော်ခက်ကာလနဲ့အချိန်ကာလဟာဘုရားသခင်ကစီစဉ်ပြီးသား arrangement ပြုပြင်သူအလုပ်ပြီးသားဖြစ်တယ်တဲ့အမိန့်နဲ့ကြုံညံပြီးသားဖြစ်တယ်တဲ့အဲ့ဒါတွေကပါလဲဆိုတော့နံပါတ်1ကပြောမယ်ဆိုတော့ဟိုးကမောရှိခတ်တုံးကပဦးချင်းကနဲ့ပြောမှာပေါ့နော်ကပဦးချင်းကနဲ့ပထမအဆုံးဥပဒေလို့ပြောထားတဲ့နော်ဥပဒေစာအုပ်လို့ပြောထားတဲ့နော် law the book of law ပြောထားတဲ့ကပဦးချင်းထွေးမြို့ရကျန်တိုးလေးရကျန်ကနေပေါ့နော်အဲ့ဒီငါအောက် Pentateuch လို့ခေါ်တဲ့ငါအောက်နော်အဲ့ဒီကနဲ့စပြီးတော့နိုးရဲ့ရည်ရွယ်မှုချင်းကနဲ့စပြီးတော့နော်အချင်းကာလကတဖြည်းဖြည်းနဲ့ပြောင်းလဲလာပြီးတော့အဲ့ဒါတရင်ကောင်းဝင်လာတာနဲ့အဲ့ဒီယေရှုခရစ်တော်တရင်ကောင်းကိုယုံကြည်ပြီးမှခရိယာအတ္တတာဖြစ်လာပြီးတော့အဲ့ဒီခရိယာညီကနောက်ဆုံးမှာဘာလို့ဖြစ်လာမလဲဆိုတာကိုဘုရားသခင်ကအကျူတင်ပြီးတော့ဓမ္မကျမ်းစာထဲမှာအကုန်လုံးစီရှင်ပြီးသား arrangement လုပ်ပြီးသားအမိပေးပြီးသားဖြစ်တယ်ဆိုတာကိုကျွန်တော်တို့ကသိထားဖို့လိုတယ်အဲ့ဒါကြောင့်ပထမဆုံးကျွန်တော်တို့အောက်ထီတင်တဲ့ချိန်မှာကျမ်းစာမှာ
อดีกาเป็นอเจ็ดเสกเชปาเรลุสุราบัมมิทาร์เนาะเจนสามาอดีกาเป็นอเจ็ดเสกเชปาเรนัมเบอร์ที่พยาติขินจองนัมเบอร์นี้เยซูคริสต์จองนัมเบอร์ตองวิญญาณพยาจองนัมเบอร์เลเดมาเจนสาจองนัมเบอร์งากองกินเดมันจองนัมเบอร์ชองอภิตยาจองนัมเบอร์คนนี้ลูตาจองนัมเบอร์สี่อตินโดจองเนาะ number 2 ecclesia eccletology ဆိုတာ the last thing เนาะ number 10မှာနောက်ဆုံးတော့ကာလအချိန်အထိเนาะအဲ့လိုမျိုးတွေเนาะလူတွေကအပိကနဲ့ကြာလာတဲ့အချိန်မှာအပိကနဲ့ကေတင်ချင်းပေါ့เนาะကေတင်တဲ့လူတွေကိုအတင်းတော်လို့ခေါ်တယ်အဲ့ဒါအတင်းတော်တွေကိုဘယ်လိုအသက်ရှင်မလဲဆိုတာနောက်ဆုံးအချက်စီချက်ပဲ eccletology ဆိုတာเนาะအနာဂတ်ကာလဆိုပြီးတော့ကျမ်းစာကိုဖတ်တဲ့ချိန်မှာအမေတန်ဒီအချက်စီချက်ကိုတရိယာပါဦးနောက်ထပ်အမေတန်ဆွဲထားပါလို့ဆရာခဏပြောထားတဲ့ဟာလေအဲ့ဒါကြောင့်ဒီကျမ်းစာထဲမှာဘုရားသခင်ကသူ့အချီရှင်နဲ့အတိုင်းပဲသူ့အခန့်နဲ့ကန္တာအလိုက်ပေါ့နော်ဘုရားသခင်ကအကုန်လုံးကိုချီရှင်မိသားဖြစ်တယ်ဆိုတာကိုလည်းကျွန်တော်တို့ဒီကနေ့အနေငယ်ပြောပြချင်ပါတယ်ဒီဟာလေးတွေကိုကျမ်းစာမှာဘယ်လိုကြီးထားတယ်လဲဆိုတော့ဒီဟာလေးကိုတေချာကြည့်ထားနော်screen ဆူလေးလောက်ထားနော်အဓိကကြီးကြည့်တယ် number 1 innocence ဆိုတာကဘာမှအပြစ်မရှိတဲ့အချိန်ကာလပေါ့နော်လုံးဝအပြစ်မရှိတဲ့ကာလအချိန်ကာလဖြစ်တယ်ဒီဟာကပဲအချိန်လဲဆိုတော့ Adam's under probation of period of the fall of man Adam အပြစ်တရားလူတွေကအပြစ်တရားအထက်မှာမကြက်ခင်ကာလကိုနော်အေဒန်ဥယျာဉ်မှာAdam နဲ့ Eva အသက်ရှင်နေတဲ့ကာလကို innocent ဘာမှအပြစ်မရှိတဲ့နော်ကာလလို့ခေါ်တယ် number 1အချိန်ခက်ကာလပေါ့နော် number 2က conscious ဆိုတာကဘာလဲknowledge အတီးကိုစားလာတယ်နော်ဉာဏ်ပညာရှိလာတယ်အာဒမ်နဲ့အေဝါကအပြစ်ဖျားသခင်တားမြစ်ထားတဲ့အတီးကိုစားလာတဲ့အတွက်ကြောင့်သူတို့မျက်စိပွင့်လိုက်လာတယ်နားပွင့်လင်းလာတယ်ဘယ်ဖက်မှာလဲအပြစ်တရားဖက်မှာနော်ဖျားသခင်ဖက်မှာမဟုတ်ဘူးနော် innocent ဆိုတာကဖျားသခင်နဲ့ပဲသူတို့အဆက်ဆံတယ်ဖျားသခင်နဲ့ပဲအသက်ရှင်တယ်ဒါပေမဲ့တားမြစ်ထားတဲ့အတီးကိုစားလာတဲ့အချိန်မှာသူတို့ကဇာတိပကတိအဖြစ်အပြစ်တရားဖက်မှာမျက်စိပွင့်လာတယ်နားပွင့်လာတဲ့အချိန်မှာသူတို့က conscious ရှိလာတယ်နော် conscious ရှိလာတယ်အဲ့ဒီချိန်ကပါလဲသူတို့အပြစ်ကနဲ့အေဒန်ဥယျာဉ်ကနဲ့မောင်းထုတ်တာနဲ့အချိန်ကနဲ့စပြီးတော့နောရဲ့အချိန်ကာလအထိပေါ့နော်ဒီလွှမ်းမှုချင်းနောရဲ့ဒီလွှမ်းမှုချင်းကာလနဲ့အေဒန်ဥယျာဉ်ကနဲ့မောင်းထုတ်ချင်းခံရတဲ့အချိန်ကာလကိုconscious လို့ခေါ်တယ် number 3မှာ human government နော်နောရဲ့ဒီလွှမ်းမှုချင်းခံရပြီးမှလူတွေအားလုံးတည်ပြီးတော့နောရဲ့တော့မိသားစုပဲကျန်တော့တယ်နောရဲ့နဲ့တာ3ယောက်နဲ့သူတို့ရဲ့မိန်းမ3ယောက်10ယောက်ပဲဒီလောကမှာ10ယောက်ပဲကျန်တယ်အဲ့ဒါကြောင့် family human government လို့ခေါ်တယ်ဒါဒီချင်းကမိသားစုနဲ့လူအဖွဲ့အစည်းနေတဲ့အချိန်ဖြစ်တယ်အဲ့ဒီချင်းကဘာဖြစ်လဲဆိုတော့သူတို့မှာဖခင်သခင်ကပြောတယ်တကဘာလုံးမှာပြန်ပါတကဘာလုံးမှာတာသမီးတွေအများကြီးငွေဖွဲ့ပါလို့ပြောတယ်ဒါပေမဲ့ဒီအာဒမ်နောအေနဲ့တာသမီးတွေကတကဘာလုံးမှာလုံးဝမတွန်းပဲနဲ့နမရဲနေမှာနေပြီးတော့သူတို့ကအင်ကြီးလျှောက်တယ်နော်ဘာဘယ်အင်ဆိုတာဘာဘယ်အင်ကြီးကိုဆောက်တယ်ငါတို့ကကောင်းကင်နိုင်ငံမှာရှိတဲ့ဖခင်သခင်ထိုင်ကိုကျွန်တော်တို့သွားမယ်ဆိုပြီးတော့တနေရာထဲမှာနေပြီးတော့တနေရာထဲမှာစုပြီးတော့တနေရာထဲကနဲ့အင်ဆောက်ကြတဲ့အချိန်မှာဖခင်သခင်ကသူတို့ကိုတန်ခတ်လိုက်ပြီးတော့သူတို့စကားကနော်ပြောင်းလဲစေတယ်နော်တယောက်နဲ့တယောက်စကားမကြက်ရတော့ဘူးတယောက်နဲ့တယောက်စကားနားမလည်တော့တဲ့အချိန်မှာပဲလူတွေကကွဲကွယ်ရတယ်ဖခင်သခင်ရဲ့စေခံချက်ကတကဘာလုံးကူပြီးဖို့နဲ့တာသမီးတွေအများပြတူဖို့ဖခင်သခင်ကပြောပေမဲ့သူတို့ကမသွားချင်ဘူးတနေရာပဲနေချင်တယ်အဲ့ဒါကြောင့်ဖခင်သခင်ကသူတို့ကိုတန်ခတ်ပြီးတော့သူတို့စကားကိုနားမလည်တဲ့အချိန်မှာတယောက်နဲ့တယောက်ကိုစကားမပြောနိုင်တော့တဲ့အချိန်မှာသူတို့ကအမျိုးမျိုးကိုကွဲသွားပြီးတော့ကျွန်တော်တို့ဒီနေ့တစ်ချိန်မှာတကဘာလုံးမှာလူတွေကပြန်ပေါ်တာဖြစ်တယ်အမှန်တော့နော့ရဲ့အသားသမီးတွေဖြစ်တယ်ကျွန်တော်တို့လူသားတွေအားလုံးဟာနော့ရဲ့သားသမီးတွေဖြစ်တယ်ကျွန်တော်တို့လည်းအချင်းမရလို့နော်အဲ့ဒါမသိပြဘူးပြီးတော့နံပါတ်3က Abraham promise ဂတိတော်
Eri noye tatamiri tema. Paya pema betuma no. Dola re lu mashiro re chima. Abraham sureha ka paya tikin kututire. Wankin ne mechi pansin sin paya shime. No. Luta ku pansine paya ro shime chine. Wapilo le. Abraham ye apega yotu ku pansine tu pite. Yotu ku pansine mita suka ne moy pola re Abraham pite. Jansa maro mishibu. Da me pungpi maro shire. Jansa pungpi bo background bo Bible history maro shire. Eri Abraham ye apega tera pite. Eri tera ha yotu ku yotu ku laude tu pipiro yotu ku kukwera pite re. Ro Abraham karo tu ape lau pungkan pungku ne pungtan pungku tu chire chingma. Era ro mahman lobu chine. Apega eri yotu ku panshin biro. Apega be eri yotu ku pianle biro kukwere. Suro era ro mapit nabu. Yuro ka na shire myeshi shire. Basat shire letli chetauri shire. Tamame turo ka matuala matau shire nabu. Turo ka bamale me chia nabu. Bamale me minabu. Bamale me pyotate aku. Apeku tanga tuka piupin piu apeku tanga dia kukwera ha longwa mapitibu. Era general luta ku panshine payata kin lo shime. General ku blu pyo male lutari ka kukwe yame apeka yotu ku kukwe dilo lutari ka kukwe yame kukwe tinne kukwe thaire. To kukuro payaro shime lo Abraham ka tuka saithe ma pola re chingma tuka paya ku tanda lai de. အဲ့ဒီချိန်မှာဟိုးတုန်းကနော်အာဒမ်နဲ့အေဝါခတ်တုန်းကနော်အဲ့လိုမျိုးတွေသူကသတိရတာပေါ့အဲ့ဒီချိန်မှာသူ့အဖေမရှိတဲ့အချိန်မှာအဲ့ဒီအဖေရဲ့ကုကွယ်ထားတဲ့ရုပ်တုတွေကိုအကုန်လုံးအာဗြဟံကခွဲလိုက်တယ်တဲ့ဒါနဲ့ခောက်မစင်နဲ့ခောက်အဖေရဲ့ဆုပ်လောက်ထားတဲ့ရုပ်တုတွေအားလုံးကိုချဲပြက်လက်ပြက်ခောက်ပြက်နဲ့အာဗြဟံကဒါနဲ့ခောက်ပြီးတော့လောက်ပဲလိုက်ပြီးတော့အဲ့ဒီရုပ်တုတွေထဲမှာအကြီးဆုံးကိုဓာတ်ကန်ခန့်လိုက်တယ်တဲ့အကြီးဆုံးကိုဓာတ်ကန်ခန့်လိုက်ပြီးတော့သူ့အဖေပြန်ရောက်လာတဲ့အချိန်မှာသူ့အဖေကခေါ်လိုက်တယ်သူ့သားတွေသူ့နေဘသူကဒီဟာတွေကိုဖျက်ငါဖယားတွေကဘသူကဖျက်ခလိုက်တာလဲငါကုကွယ်တဲ့ဖယားတွေကဘသူကဖျက်ရှိလိုက်တာလဲဒီဖယားတွေကျွန်တော်ကုကွယ်လို့ကျွန်တော်တို့တူရီတတ္တဝါတွေကြီးပွားလာတာနော်တူရီစိတ်တွေကလောက်တွေတူပွားလာတာကျွန်တော်တို့တောင်ရခေါ်တဲ့ချိန်မှာလဲဒီလူဒီကပဲဒီဖယားတွေကပဲကျွန်တော်တို့ကိုပေါင်းကြည့်ပြတာဘသူကအဲ့ဒီဖယားကိုငါကုကွယ်တဲ့ဖယားကိုဖျက်ရှိတာလဲလို့မဲလဲတဲ့ချိန်မှာအာဗြဟံကပြောတယ်တဲ့အာဗြဟံကအဖေကူတန်ဒီဟာရုပ်တုတွေကိုဖန်ရှင်းပြီးတော့နော်အဖေကူတန်မဲတစ်ပင်ခောက်ပြီးမှအဖေကူတန်ကပဲသူတို့မျက်ရှိတွေလက်တီနားတွေလောက်ပြီးမှအဖေကူတန်ကပဲကုကွယ်တယ်ဆိုတာအတိအပြည့်မရှိဘူးသူတို့ကနားတော့ရှိတယ်မကြောက်ဘူးလေမျက်ရှိတော့ရှိမှမမြင်နိုင်ဘူးလေအဖေဒီဟာတွေကုကွယ်တာလုံးဝမမှန်ဘူးအမှန်တော့အဖေကသူတို့ကိုပြုတ်ပင်တယ်ပြုတ်လို့တယ်ဆိုတော့သူတို့ကပဲအဖေကိုကုကွယ်ဖို့ပဲဖန်ရှင်းရှင်ကဖန်ရှင်းတဲ့အရာကိုကုကွယ်တယ်ဆိုတာအတိအပြည့်မရှိဘူးဖန်ရှင်းတဲ့အရာကဖန်ရှင်းရှင်ကိုကုကွယ်ရမှာလို့အာဗြဟံကသူ့အဖေကိုပြောလိုက်တယ်အဲ့ဒီချိန်ကနေစပြီးတော့အာဗြဟံကိုဘုရားသခင်ကရွေးလိုက်တာဖြစ်တယ်ဟာလေလုယာအာဗြဟံကိုဘုရားသခင်ကရွေးနောက်ပြီးတော့ထွက်ခါစေခါနာကဘုရားသခင်ကအာဗြဟံကိုရွေးတာမဟုတ်ဘဲနဲ့အာဗြဟံကယုတ်တုကုကွယ်တဲ့မိသားစုကနဲ့အသက်ရှင်တော့ဘုရားကိုအာဗြဟံကသူရွေးကောက်ခြင်းကြောင့်ဖြစ်တယ်အဲ့ဒါကြောင့်အာဗြဟံကိုဘုရားသခင်က promise ကတိတော်ပေးတယ်ဒါသမီးတွေအများကြီးပေးမယ်ကောင်းကင်နဲ့မြေကြီးကိုပြီးစေမယ်ကောင်းကင်မှာခြေပွင့်လေလို့တဲကန်ပြင်းလေမှာတဲပွင့်လေလို့နော်အာဗြဟံရဲ့သားကဘာပေါ်မှာထွင်ကားလာလိမ့်မယ်နိုင်ငံတော်ပေးလိုက်မယ် big nation ငါလုပ်မယ်ပြီးတော့အာဗြဟံကိုကျွန်တော်အာဗြဟံကိုငါကောင်းချီးပေးတယ်လို့အာဗြဟံရဲ့ကောင်းချီးမင်္ဂလာတွေအများကြီးကိုလူတွေကမြင်တဲ့အချိန်မှာအာဗြဟံလူပဲငါကိုကောင်းချီးပေးပါလို့ငါကိုလူမြတ်ကတောင်းဆိုမယ်အဲ့လိုထိအာဗြဟံကိုဖျက်တဲ့ကောင်းချီးပေးမယ်ဆိုတော့အဲ့ဒီခက်ကို promise လို့ခေါ်တယ်နော်ဂတိတော်ခက်အဲ့ဒါပြီးတာနဲ့အာဗြဟံဆုံးသွားပြီသူ့ရဲ့သားအိုက်ဇက်လည်းဆုံးသွားပြီသူ့သားယာကုပ်လည်းဆုံးသွားပြီအဲ့ဒီချိန်မှာနော်ဟိုးမှာအီဂျစ်ပြည်မှာ
ကျွင်ခံတဲ့အချိန်မှာဖာရောဘုရင်လက်အောက်မှာကျွင်ခံတဲ့အချိန်မှာအဲ့ဒီအချိန်မှာယာကောဘရဲ့သားဆက်နှစ်ယောက်ထက်ကနော်ဣသရေလလူမျိုးတွေအားလုံးဟာအေဂုတ်တုတ်ပြည်မှာကျွင်ဘိုးခံတဲ့အချိန်မှာမောရှေတခုပေါ်လာတယ်အဲ့ဒီမောရှေကနော်လေဗီလူမျိုးထက်ကမောရှေလေဗီလူမျိုးနှစ်ယောက်ကလက်ထက်တယ်မိမလေးလေဗီလူမျိုးယောက်ျားလေးလေဗီလူမျိုးသူတို့နှစ်ယောက်လက်ထက်ပြီးတော့မောရှေကိုမွေးထားလိုက်တယ်အဲ့ဒီမောရှေအကြောင်းကိုအားလုံးသိပြီးသားဆိုတော့မပြောဘူးအဲ့ဒါမောရှေကိုဘုရားသခင်ကခေါ်ပြီးမှမောရှေကပဲသူ့ကိုဥပဒေနဲ့လောနဲ့ပေါ့နော်ဒီဟာလောက်ရင်မကောင်းဘူးဒီဟာလောက်ရင်လောက်မယ်မလောက်ရင်အဲ့လိုမျိုးဘုရားသခင်ကလောဘလောက်ပြလဲဆိုတော့613ပေးထားတယ်အဲ့ဒါကြောင့်မောရှေကြီးထားတဲ့ကဘာဦးကျမ်းကနဲ့ Deuteronomy ငါးအုပ်ကိုလောဥပဒေစာအုပ်လို့ခေါ်ဆိုခြင်းဖြစ်တယ်အဲ့ဒီဥပဒေစာအုပ်ငါးအုပ်ထဲမှာလောက်ရမယ့်ဟာနဲ့မလောက်ရမယ့်ဟာကဥပဒေကျမ်းလို့ပြောမှာပေါ့နော်600နဲ့ sorry 613ပေးထားလိုက်တယ်နော်ဥပဒေလောပညတ်တော်ကို613ပေးထားလိုက်တယ်အဲ့ဒီထဲမှာ365ကိုလောက်ရမယ်နော်365ကိုလောက်ရမယ်ဥပမာကဘုရားကိုကြောက်ရမယ်ဥပနဲ့ဆုံးရမယ်ပေါ့နော်အကောင်းဖက်ကို positive ဖက်ကို365ပေးလိုက်တယ်ပြီးတော့248ကို negative ဖြစ်တယ်မလောက်ရဘူးလူအသက်မတက်ရဘူးတခုသူမြတ်ပရှိမခုရဘူးအဲ့လိုမျိုးတွေပေါ့နော်အမျိုးမျိုးမလောက်ရတဲ့ဟာတွေကိုဘုရားသခင်က248ပေးထားလိုက်တယ်အားလုံးပေါင်း613ပေးထားလိုက်တယ်ဒီလိုနဲ့မောဆက်ကဣသရေလလူမျိုးတွေကိုဥဆောင်လိုက်တယ်ဘယ်အချိန်ထိလဲယေရှုခရစ်တော်လက်ဝါးကတာမှာတည်တဲ့အချိန်အထိMoses to the crucifix of Jesus Christ ယေရှုခရစ်တော်လက်ဝါးကတာမှာတည်ဆုံးတဲ့အချိန်အထိအဲ့ဒီလောကနော်အဲ့ဒီပညတ်တော်ကလူတွေကိုအောက်ချုပ်တယ်အောက်ရှုတယ်ယေရှုခရစ်တော်လက်ဝါးကတာမှာအသေးခံပြီးတော့ရှင်ပြန်ထမြောက်ပြီးတော့ဝိညာဉ်တော်ကနဲ့ပြီးဆုံးလာတဲ့ကျွန်တော်တို့ကိုဝိညာဉ်တော်ပေးတဲ့နေ့ကနဲ့စတင်ပြီးတော့အဲ့ဒီလောကနဲ့ကျွန်တော်တို့လွတ်မြောက်တာဖြစ်တယ်အဲ့ဒီလောကနဲ့ကျွန်တော်တို့လုံးဝမသက်ဆိုင်တော့မင်းနဲ့အဲ့ဒီလောပညတ်တော်ကကျွန်တော်တို့ကိုမအောက်ချုပ်ပဲနဲ့မလွှဲမှုတော့ပဲနဲ့ယေရှုခရစ်တော်ရဲ့ grace ကျေးဇူးတော်အဖြစ်ကျွန်တော်တို့ကိုလွှဲမှုခြင်းခံရခြင်းဖြစ်တယ်အဲ့ဒါကို grace period လို့ခေါ်တယ်အဲ့ဒီ grace period ဆိုတာကကျေးဇူးတော်ကာလအသင်းတော်ကာလယေရှုခရစ်တော်လက်ဝါးကတာမှာတည်ဆုံးပြီးရှင်ပြန်ထမြောက်ပြီးအသွေးတော်အဖြစ်အသင်းတော်ကိုတည်ထောင်တယ်အသွေးတော်အဖြစ်တစိုက်ခတ်တယ်အဲ့ဒီယေရှုခရစ်တော်ယုံကြည်တဲ့အသွေးတော်အဖြစ်တစိုက်ခတ်တဲ့လူသားအလုံးတွေကိုဘုရားသခင်ကဝိညာဉ်တော်ဘုရားအဖြစ်လမ်းပြပူဆောင်ကူညီဖို့ရန်ဝိညာဉ်တော်ဘုရားကိုကျွန်တော်တို့ပေးခြင်းဖြစ်တယ်အဲ့ဒီချိန်ကာလကိုကျွန်တော်တို့ grace period လို့ခေါ်တယ်နော် grace period ကျေးဇူးတော်ကာလဒီကာလဟာဘယ်ချင်းပြည့်မလဲဆိုတာမကြည့်ဘူးအဲ့ဒီ grace period ကအမှန်တကယ်တော့ဘုရားသခင်ရဲ့စီမံခန့်ခွဲတဲ့ထဲမှာပါလာတော့ဒီ tribulation မှာနော်အဲ့ဒါနဲ့ကတ်ထားတယ်ဒါ Daniel ရက်တဲ့တစ်ပတ်ခု20မှာကျွန်တော်တို့ပြန်ကြည့်မှကျွန်တော်နားလည်မှာဖြစ်တယ်ပြီးမှအဲ့ဒီအတင်းတော်ယေရှုခရစ်တော်ကိုယုံကြည်တော့လက်ခံတော်သူနဲ့လက်မခံတော်သူဆိုတော့လူမျိုးနှစ်မျိုးပဲရှိတော့တယ်ဘာလဲယေရှုခရစ်တော်ကိုလက်ခံတော်သူနဲ့လက်မခံတော်သူယေရှုခရစ်တော်ကိုလက်ခံတော်သူအားလုံးဟာဒီ church period မှာကျေးဇူးတော်ကာလမှာယေရှုခရစ်တော်ကိုလက်ခံယုံကြည်တော်သူအားလုံးဟာကယ်တင်ခြင်းရရှိတော်သူတွေအားလုံးဟာထာဝရအသက်ကိုသွားမယ်ထာဝရအသက်ကိုရမယ်ဘုရားသခင်ရဲ့နိုင်ငံတော် the kingdom of God ယေရှုခရစ်တော်ကဒီကတမှုကိုပြောထားတဲ့အတိုင်းပဲနော်နေဟာဒုတိယမွေးဖွားခြင်းခံရတယ်ဆိုရင်ကျွန်တော်တို့ဝိညာဉ်တော်အဖြစ်ဒုတိယမွေးဖွားခြင်းခံရတဲ့ယုံကြည်သူအားလုံးတွေဟာ the kingdom of God ဘုရားသခင်ရဲ့နိုင်ငံတော်မှာထာဝရအသက်ရဖို့ရကျွန်တော်တို့သွားမှာဖြစ်တယ်အဲ့ဒီယေရှုခရစ်တော်ကိုလက်မခံတဲ့ဒုတိယမွေးဖွားခြင်းမခံတဲ့ဝိညာဉ်တော်အဖြစ်မွေးဖွားခြင်းမခံတဲ့လူသားတွေအားလုံးဟာထာဝရငရေကိုသွားရမှာဖြစ်တယ်အဲ့ဒါကို eschatology လို့ပြောထားတယ်အဲ့ဒါက eternal days and life လို့အင်္ဂလိပ်လိုရေးထားတယ်ထာဝရတည်ခြင်းနဲ့ထာဝရအသက်ရှင်ခြင်းအဲ့ဒီနှစ်ခုပဲရှိတယ်ဒီလောကကိုခန္ဓာဇာကတိပကတိတည်ဆုံးပြီးနောက်ပိုင်းမှာတော့ဘာမှမရှိတော့ဘူးထာဝရတည်ခြင်းမယုံကြည်သူတွေအားလုံးထာဝရငရေသွားမယ်ထာဝရအသက်ရှင်ခြင်းယုံကြည်သူတွေအားလုံးဘုရားသခင်ဝိညာဉ်တော်ရှိတဲ့
ဝိညာဉ်တော်အထက်မှာကင်းဝတ်တဲ့ဒုတိယမွေးဖွားခြင်းခံရတဲ့လူတွေအလုံးဟာထာဝရအသက်ကိုရရှိပြီးတော့ကောင်းကင်နိုင်ငံကိုသွားမယ်ဆိုတာကိုနောက်ဆုံးမှာယေရှုခရစ်တော်ကပြောထားတဲ့အတိုင်းပဲဓမ္မကျမ်းတိကပ္ပဥကျင့်ကနဲ့ဓမ္မဟောကပ္ပဥကျင့်ကနဲ့ဓမ္မကျမ်းတိဘယ်တဲ့ကျင့်ကိုတွားတဲ့အချိန်မှာဒီအချိန်ကာလနဲ့ခက်ကာလတုံးခုကိုခက်ကာလခုနှစ်ခုနဲ့အချိန်ကာလတုံးခုကိုအမေတံဖျားသခင်ကချပြီးသားအမိန့်ပေးပြီးသားရှိပြီးသားဖြစ်တယ်ဆိုတာကိုဒီနေ့ဆရာမလေးအတိတ်တဖန်ပြန်နေပြီးတော့နားလည်ပြီးတော့သိရှိဖို့ရတဲ့ဆရာပြောချက်လူချင်းဖြစ်ပါတယ်လို့အဲ့ဒီထဲမှာကျွန်တော်တို့ကဆက်တွဲရင်လည်းတွားမှာဖြစ်တယ်အဲ့ဒါကြောင့်ဆရာလည်းနည်းနည်းစကားပြောရမြန်နေထင်တယ်ဆရာမတို့ကမှတ်မိလားမမှတ်မိလားတော့မသိဘူးဒါပေမဲ့အတူချုပ်နဲ့ပြောထားတဲ့ဟာဖြစ်တဲ့အတွက်ကြောင့်နောက်ကျွန်တော်တို့ဒုတိယအပိုင်းမှာဆိုရင်တော့အဲ့ဒီကျွန်တော်တို့နော်ခက်ကာလခုနဲ့နော် the 7 periods and 3 camp နော်အချိန်ကာလနဲ့နော်အဲ့ဒီခုနဲ့ဟာကိုအသေးစိတ်ကျွန်တော်တို့တော့မှာဖြစ်တယ်အဲ့ဒါတော့ဒုတိယအပိုင်းမှာဆက်လက်တော့မယ်အဲ့ဒါပြီးတာနဲ့ကျွန်တော်တို့မနေ့ည3ညစလုံးတင်တဲ့အထက်မှာကပ္ပဥကျင့်ကနဲ့ဘယ်တဲ့ကျင့်အထက်ဆရာတို့မမီတဲ့ဟာတွေတိချင်တဲ့ဟာတွေပဲဖြစ်ပြီးတော့ပင်ကပဲဖြစ်နော်ကျက်စာဆွေးနွေးပွဲပေါ့နော်အဲ့ဒါနဲ့ကျွန်တော်တို့အချိန်နာယူလောက်ကိုအချိန်ယူမှာဖြစ်တယ်အခုပထမပိုင်းတော့ဒီလောက်နဲ့ပဲကျွန်တော်တို့နားမယ်10မိနစ်နားမလားအဲ့ဒါ10မိနစ်လောက်နားမယ်နော်နားပြီးမှကျွန်တော်တို့ဒုတိယပိုင်းကိုကျွန်တော်တို့ပြန်ဆက်မှာဖြစ်ပါတယ်လို့အဲ့ဒီချက်ထဲမှာမေ့ဆရာလေးတွေပါလဲရှိနော်စာထဲမှာမှတ်ထားလိုက်နော်အဲ့ဒါနောက်ဆုံးမှာဆွေးနွေးခါမှာအလုံးမဲ့အမေဖြေလောက်မယ်ဖြစ်ပါတယ်လို့နော်ဆိုတော့10မိနစ်ခဏနားမယ်နော်အလုံးကိုကျေးဇူးတင်တယ်ခဏနားကြရအောင်ဘုရားကောင်းကြည့်ပေးပါစေ